的亲戚给咱的家样，今年长东啊，现在国内，别都拉上3年的，现在第二次干么也来，可能苗来的呢，伢的白的啊。看到一边包人好难呐，好难嘛，他妈给个的，看那个用木泥个人娘包好难嘛，他妈给个的。看那边表家呀哦，比他们那边讲才好比嘛不，马乌头了呀嘛，下了便宜送马条了么的，送马的另外东北过来不，都来的吧，人都外头都要加个，别说我要蓝包大了嘛，别说蓝装好吃，他这边，没些路人1年的1年起来，没些也干着没起来，他这边，那不干别别人家他当得了嘛。退下来嘛，怎么的？为啥子呢？给领导们当成小的，一年没7、8年呢，没别的路没些路，没别过这边，他看你给我抽他那里不？人都外头都要讲个，别说我要蓝毛大了，没别的蓝装没好吃。人都说那个，不黑的人都没有呢，不黑的人都啊，上路登路，高路压的嘞，我不是没事的你嘛。然后杨都的包呢，乌里西人家，尼路标尼路压的嘞，这路里，然后过他们路拉路线，那的个龙王背尼路线，都是7千来个嘛，大台木，这路里标路压的嘞，一直在杨都话讲了，别比路嘛没压乌，高门的路来没路，现在一块路来没路，然后当家的嘛，古昂路来没路。这路里一直在讲的，对面冇，你看那阿爸呀，一直在讲的。然后起码我的现在的报了过来，乌贝在就乌贝的，亚拉一行多，但现在了冇得喏。亚拉一行呀，不要我，没得，碰到几多木头苗子不要的，对面了，先不要好家里去爬的，对面就别的考不得嘞的，现在亚拉的，鲁班马罗黑的，有的还对面挂的。为了那嘛了，为了那点对面嘿，看那阿爸个对面俺要，他有说了，你对面俺要啊，他杨都俺要是不，你杨都那边的啊那边个啦，突然头了，你没见一件蓝的苦不西的，他别个的没见，没他个的，对面不了，晚年看你呀的，看面就是这对的嘛，特别的呀，老了特别的，蓝马片没像他个啦。他特别讲嘛，地方呢，北边的个啦，你们说人，杨都大大呗，过来先看有些嘛不，这路里有的来对面没，为了那的来对面没，这路里店家的来对面没，看那阿爸对面阿要表家吧都，看那阿爸个路耶，都乌干乌，万大钱的啦，这路里杨坡的了叫做，我就别看那个阿婆啊大大，马步里边嘛。不是这个阿婆话要是2秒吧，2秒都没，这苦的大的呢，看没就是嘛，看那没西不，这路里他们你看那个家，这个见那里看那里，都大概那么过来先不要里，这路里小肉片就好了不，看没就2秒那便宜啊，他们地不的，都是来讲的，他们那地也啦哦。ဒီတကောင်စင်းစီတို့မတင်လို့မှတခါဇက်ကိုဖြတ်လိုက်တယ်နောက်တကောင်ကဝင်ပြီးတော့စင်းစီတို့မလဲစင်းပေးတာပဲဒီလိုလေခင်ဗျားတို့လည်းတန်ត្រာလေးတဲ့တန်ត្រာတော့တင်းမင်းတို့ဒီမှာခေါင်းစဉ်အခက်ရတာကြီးတယ်ပဲတင်းမင်းကလုတ်ကင်းအောင်တရားတစ်ခါမှမရှောင်မရှားနိုင်ကြဘူးနောက်တခါဒါနဲ့ပတ်သက်ပြီးတော့ပဲဆက်နွယ်ပြီးဒီကလာဘုရားဟောထားတာလေးရှိသေးတယ်တန်ត្រာကြီးကတော့အုပ်နဲ့တူတယ်တန်ត្រာကြီးကဘာနဲ့တူလဲတန်ត្រာကြီးကတော့အုပ်နဲ့တူတယ်တတ္တဝါလေးကသားကောင်းနဲ့တူတယ်တတ္တဝါလေးတွေကသားကောင်းနဲ့တူတယ်သေမင်းကမုတ်ဆိုးနဲ့တူတယ်သေမင်းကဘာနဲ့တူလဲ96ပါး98ပါးလက်နဲ့တွေကအဲ့ဒါတွေကခင်ဗျယောဂတွေအဲ့ဒါလက်နဲ့တွေနဲ့တူတယ်ဒါပြင်သေတန်တရာရီတော့တောတယ်မှာအဲ့တော့ခင်ဗျကျတို့ခန္ဓာကိုခင်းနေတဲ့တတ္တဝါတွေကသားကောင်းလေးကိုဒီရန်သူ9ယောက်မုတ်ဆိုး9ယောက်ကဟုတ်ပလားယောဂမျိုးစုံအဲ့တော့လက်နဲ့မျိုးစုံဆိုတော့ယောဂမျိုးစုံလက်နဲ့မျိုးစုံနဲ့အမြင့်မြတ်ချောင်းမြောက်နေတာယူဘက်ခန္ဓာလည်းချောင်းနေတာပဲဝေဒနာခန္ဓာလည်းချောင်းနေတာပဲတင်းညက်ခန္ဓာလည်းအစာမိုင်းငါတတ်လိုက်မယ်စေးမတော့လည်းတတ်လိုက်မယ်ဟုတ်လားသူကအမြင့်မြတ်စီပေါက်ချလို့စီလိုအပေါက်ရှာပြီးကလည်းအပြစ်မြင်အောင်ကြိုးစားသလိုပဲဒီမှာလည်းမတူ
တကွင်းတကောက်ကမြင်းမြပြ6မြောင်းနဲ့ခန္ဓာတွေသို့သောပဲပထဝီတစ်ချက်ကပြက်လိုက်တာနဲ့ဝမ်းလျှော့တော့ဒါပထဝီပြက်တာပဲသေတာပဲဘုရားကိုရမြတ်ကြီးဘုံတော်နန္ဒကံတော်နန္ဒတကောတော်နန္ဒညာတော်နန္ဒကိုရောကြီးသမားပထဝီတက်လက်တော့ပထဝီပြက်လက်တော့ကိုရောကြီးဝမ်းလျှော့ပြီးတဲ့ကလားပြိဋိဘံပြုတော်မူရတာတက်တာပါလေးတော့မဟုတ်ဘူးနော်အဲ့တော့တလောကလည်းကျေးဇူးရှင်တလောကလည်းမိဘတဖွဲ့မြတ်စွာဘုရားကိုရောမြတ်ကြီးတော်မှာကြည်တံခန္ဓာ၅ပါးလုံးတော့မဟုတ်ပထဝီမဟာဘုတ်၄ပါးတွေကယူဘက်ခန္ဓာတခုတည်းကယူဘက်ခန္ဓာ၄မဟာဘုတ်၄ပါး၄ပါးလုံးတော့မဟုတ်ဘူးပထဝီပြက်ပြီးတဲ့ကလားဝမ်းလျှော့လိုက်တော့ခေတ္တကားနဲ့ပြောတာကာလာဝမ်းတိုက်သွားတာပဲဒီလိုလေခင်ဗျဘယ်တစ်ခုမှမခံနိုင်ဘူးဟောရောင်ဖို့သေးတော့အာဘောကတမတောင်းတင်းသေးတော့ဝါရောကတမအပူလုံးကလည်းသေးတာပဲအေးလုံးကလည်းသေးတာပဲအဲ့ဒါတီသောကတမဒီလိုဒီယူဘက်ခန္ဓာတစ်ခုတည်းပဲခင်ဗျတို့အကြီးကျယ်သူရန်သူကြီးဒီလိုတောင်းနေခင်ဗျအကျော်ချင်းကတောင်းအားတန်းတင်းအားတန်းနဲ့ဝါရောကနှိမ့်ဆက်နေတာနော်တို့ရောင်အားတန်းနဲ့ဖော်အားတန်းနဲ့ဒီလိုဒီအဲ့ဒါတွေကအာဘောကတပ်ပြန်တာဒီလိုဒီနောက်ကဝေဒနာလည်းမတူအစာမားလို့သေးတယ်အစာလုံးကဲလို့သေးတယ်သဘိုးနဲ့လို့သေးတယ်မက်တဲ့ဓမ္မရွေးစားလို့သေးတယ်ဒီလိုဒီအဲ့တော့ဒီစေရနာဆိုသင်္ခါရခန္ဓာမတော်တဲ့ရမှာတိုက်တွန်းလို့တိုက်တွန်းဒီလိုဒီသူမြောက်ပြီးတော့တက်တယ်ပဲအလုတ်တစ်ခုအထမမြောက်မြောက်အောင်တခါလေအမြဲမြပြကြောက်တွန်းနေတဲ့တရားကြောက်တွန်းတဲ့တရားပဲပြောမှပိုကောင်းတယ်အဲဘေးလွတ်ရဘေးကင်းရအန္တရာယ်ကင်းလို့ဘေးချင်းရကြတော့သူကမတိုက်တွန်းတာဘူးအန္တရာယ်ပေါ်များတဲ့ဘေးတော့တဲ့ကြမှာ तू ကတမင်တွန်းချအတမင်ကြောက်တွန်းတဲ့တရားဟုတ်ဗလားတပိချင်းထဲမှာရွှေတွေထွက်နေတဲ့မင်းဒါမှသွားပြတော့လုံမပေါ့ရွှေတွေဖြစ်အောင်ဟုတ်ဗလားလုံမပေါ့ကြိုင်မပေါ့ရှာမပေါ့ဖွေးမပေါ့တိုက်တွန်းတာကသင်္ခါရခန္ဓာဟိုတော့ရွှေတွေမပြစ်ခင်နှက်ဖျားဝေးသိမလို့မှကိုကျိုးနဲ့ကိုညတာတယ်မနေဘူးဒီလိုလေအဲ့ဒါသင်္ခါရခန္ဓာတတ္တာကိုယ်စိတ်ကိုမနိုင်လို့ငကိုယ်တော့ကဆိုရင်သခိုင်းတရားပေါ့ခုံချသေးတာနဲ့ကိုယ်ကြောက်လို့မနဲ့ပြစ်တတ်သေးတာနဲ့ဒီလိုတွေအဲ့တော့ခန္ဓာကသေမင်း9ယောက်ရန်သူ9ယောက်ဒီရန်သူနယ်ပယ်ကထွက်မြောက်ဖို့ဆိုတာဒီမဲ့ခင်အကျင့်တစ်မျိုးတည်းပဲရှိတယ်ဒီလိုတွေအဲ့ဒါကိုဆိုထားတာရန်သူဝိုင်းနာထိုးယောက်ျားကပြေးသွားဖို့ရလမ်းမောက်သားလည်းမပြေးထွက်လမ်းအတွက်မဟုတ်ချေအဲ့တော့ဘုရားကိုရမကြီးကထွက်လမ်းမှာအမှန်အမွေချန်ထားကြပါလို့ဆိုရင်ခင်ဗျားကြီးတို့ကအားထုတ်လို့ပြည့်နေမယ်ဆိုရင်ဒါပေပြီးကြလားသေမင်းလက်တွေမှာပေပြီးကြလားခေါင်းစဉ်ပြီးတော့အဖို့အဲ့တော့ပေရနဲ့မတူပေဘူးလားတူပါပါဒီလိုနဲ့သေမင်းလက်တွင်းမှာခေါင်းစဉ်ပြီးတော့သေဘဝင်ခဲ့တဲ့ဘဝတည်းကြီးတယ်ပဲအဲ့ဒါဆိုထားတာဒါဖြင့်မဲ့ခင်ကျဲမှာတော့ဘာမှအပြစ်ပြောစရာမရှိဘူးပေါ့မဲ့ခင်လမ်းမှာတော့လွတ်လန်းကြီးအမွေထားကြတာဘုရားလည်းတော့ဘာမှအပြစ်ပြောစရာမရှိဘူးကိုကထွက်ပြေးခေါင်းမန်းကိုမသိလို့တော့လကောင်းသိတော့သိတယ်အပြင်းကြီးနေလို့တော့လကောင်းပြေးတော့ပြေးရင်လည်းဝဲမရှိလို့တော့လကောင်းဒီလိုတွေတောင်းမကောင်းတဲ့ဘက်ကျတော့သန္တာဝိရိယသိနှုတ်လိုက်ကြတာမကောင်းတဲ့ဘက်ကျတော့တန်ထွားလိုက်ကြတာဒီလိုတွေသူများမြောက်ပေးလို့မြောက်ပေးမှမသိတော့ခင်ဗျားကြီးတို့လည်းတန်တရာမှာမိုက်တွင်းနဲ့ဘူးလာပါပြီမိုက်ချင်းတော့မိုက်ခဲ့ပြီနော်မိုက်ခဲ့ဘူးပြီးသားပုဂ္ဂိုလ်တွေမိုက်တွင်းနဲ့ဘူးပြီးသားပုဂ္ဂိုလ်တွေဒီတခါအလိမ္မာတရားနဲ့တွေ့ကြုံတဲ့အခိုက်ကလေးဒီရန်သူလက်တွင်းကလွတ်ကင်းတဲ့မဲ့ခင်လမ်းဆိုတာလမ်းမတော်ကြီးနဲ့ဆုံစည်းနေတဲ့အခိုက်ကလေးအလင်းမြန်ပြည့်ထွက်ဖို့လိုပြီမှန်ပါဗျာဒီလိုမိထားပါဒီလိုမှပြည့်မထွက်ပါဘူးနဲ့ဆိုခင်ဗျားတို့ခန္ဓာ၅ပါးကတခန္ဓာတတ်လို့သေးရတခန္ဓာတတ်လို့သေးရမှာအမြဲမပြတ်သူကချိန်ရွယ်ချောင်းမြောင်းနေတာကိုယောဂတဲ့အခုဒါဖရတဲ့ကလွန်ခဲ့သောနှစ်ပေါင်း2500ကျော်ကဟောခဲ့တဲ့ရည်တက်တဲ့ယောဂရည်တွေဘာ96ပြုဆိုတာကဒီခေတ်ဆိုရင်9000ချော်ကလည်းကာမမဟုတ်တော့ဘူးပေါ်လိုက်တဲ့ယောဂတွေမချဘူးတဲ့ယောဂတွေဆေးဝါးမရှိတဲ့ယောဂတွေဒီလိုတွေဟို96ပါဆိုတော့ဟိုတီးရည်ပြက်လို့လဲယောဂဖြစ်တယ်ပေါ့တလိပ်ပြက်လို့လဲယောဂဖြစ်တယ်ပေါ့လေပြက်လို့လဲယောဂဖြစ်တယ်ပေါ့ဒါယောဂဖြစ်ရင်အကြောင်းရင်း3ပါဒီ3ပါကို32ခေါ်ထားတာနဲ့မြောက်လေ96ပါဒီလိုတွေတေမင်းတွေဒါယူဘခန္ဓာတွေကဖြစ်ပေါ်လာတဲ့ယောဂမျိုးတွေပေါ့ဒီလိုတွေအဲ့တော့အဲ့ဒါကိုဆိုထားတာတတ်တော်လေးတွေကတာကောင်းလေးနဲ့တူတဲ့တေမင်း9ယောက်ကမုတ်ဆိုးနဲ့တူတဲ့မုတ်ဆိုးတယောက်တည်းခင်ပြည့်တော့မှမခံနိုင်ဘူးနော်9ယောက်ကခင်ဗျားတို့9ယောက်ကိုတေမင်း9ယောက်ကမုတ်ဆိုး9ယောက်ကအမြဲမပြတ်6မြောက်ယောဂမျိုးစုံနဲ့6မြောက်ချိန်ရွယ်နေတော့ဘယ်လိုလုပ်ပြီးကလားထာဝရလောကအောင်ရှောင်းနိုင်မယ်တလေဘုရားကိုယ်ကမရှောင်းနိုင်မဲနဲ့တေမင်းလက်ကွတွင်းမှာပြစ်ကွင်းတက်သွားသေးတာပဲသိတယ်ဆိုတာပြစ်ကွင်းတက်သွားတဲ့ပုဂ္ဂိုလ်ကိုသိတယ်လို့ပြောရတာခင်ဗျားကျတော့ဘာဖြစ်လို့ခင်ဗျားတို့မသေးကြသေးပြစ်ကွင်းမတက်ဘူး
အရှောင်တင်းလေးတွေကောင်းနေသေးလို့နော်ကုသိုလ်လေးတွေအကာအကွယ်ယူပြီးတဲ့အရှောင်တင်းလေးတွေကောင်းနေသေးလို့သို့တော့ထာဝရခင်ဗျားတို့လွတ်ကဲအောင်တော့အရှောင်နိုင်တိတ်နိုင်တော့ရှိပါမလားဆိုတော့တပြည့်ခင်ဗျားတို့အဲ့တော့သူတော်ကောင်းတရားကအလင်းမြန်တက်သူရိုက်တော့မှာမတော်လို့များခဲ့တော့ညံမိုးကအသေးဥသွားမယ်ဆိုတင်းမြင့်ပြေခွင့်အရင်တက်သွားမယ်ဆိုရင်ကိုကျိုးမနေပြီဘူးလားအဲ့တော့ခန္ဓာကြည့်ပြီးတော့မှဟောတဲ့ပုဂ္ဂိုလ်ကခန္ဓာကြည့်ပြီးတော့ဟောနေရတာခန္ဓာရဲ့စိတ်မချရဘူးမင်းတို့သူတော်ကောင်းပန်းနဲ့မရောက်မချင်းအဲ့တော့ငါပြေခွင့်တော့မပြစ်သေးပါဘူးလို့ဘယ်သိမင်းကမှဘယ်ရန်တော့မှခဲ့ပဲအာမခံကြပေးမထားဘူး9ယောက်သလုံးမှာတတ်ချင်းနေတဲ့ခန္ဓာတွေအမနာတတ်ချင်းနေတဲ့ခန္ဓာတွေဒီလိုတွေသူဥငါဥခင်ဗျားတို့ဟုတ်ပလားအဲ့တော့သူရင်ဥငါရင်ဥဒီလိုခင်ဗျားအပြိုင်တတ်ချင်းနေတဲ့ဟာတွေမနေ့ကလည်းပြတော့ရဲဘော်ထေသား2ယောက်လေဟိုအကြီးကောင်ကသူအဝေးရောက်လို့သူမတတ်လိုက်ရလို့ချုံမချတော့ဝမ်းတယ်လို့ငိုတယ်ဒီလိုတွေသူမရှိလို့သူညီလေးတတ်ခွင့်ရလို့ခိတ္တအဇာတတဘွယ်ရသွားတာပေါ့လေသူရရှိရင်ဒီခိတ္တအဇာတတဘွယ်သူရမှာပေါ့ကြည်တော့ဘလို့များတွေးထုတ်ပြီးတဲ့ကလားမှိုင်းတိတ်မှိုင်းသွင်းထားမှမသိဘူးနော်ဒီအဖေရင်ပြောက်လို့တတ်ရတာကိုခုံယူနေတာဟိုတယောက်ကလည်းမတတ်ရလို့ဝမ်းနဲ့ပက်လည်းဖြစ်နေတာတဲ့ဒီလိုဒီအဝိသိယောဂမဲ့ဟာတယ်နော်အဲ့တော့အဝိသိယောဂတဲ့တလောက်တောင်မှိုင်းတိုက်ထားတာဘယ်လိုတွေများတခါတည်းဒီမှိုင်းတိုက်တဲ့ပုဂ္ဂိုလ်တောနေမှမသိဘူးဒီလိုဒီတောင်းမဒီခန္ဓာကြီးကအဲ့တော့အရင်ကခန္ဓာဖြစ်ကြောင်းပြောခဲ့တော့ကခင်မြန်တော့လဲအပယ်လေးပါလူချင်းမြန်တော့လဲအိုနာသေးဘယ်တည်းမှကောင်းကြုံမပေးတဲ့ခန္ဓာကိုယ်ခန္ဓာကကြက်ခင်လေးကြက်ခင်ရတော့တေတွင်ကိုအလင်းများရောက်လေးကြက်ခင်လေးအဲတေမင်းလက်ကွင်းတေမင်းလက်တို့မှာပြည့်ကွင်းကတက်လွယ်လေးဒီလိုဒီကိုယ်ခန္ဓာခင်တယ်အဲ့တော့ခန္ဓာကဒုက္ခပေးတာပဲအဲ့တော့ထားကြောင့်ခင်ဗျားတို့ဟိုရထက်ရွာလေးကြတော့ဟိုဒွရံပေါ့ခင်မုံကခင်မလေခင်မုံမခန္ဓာခင်လေဒီခင်မုံမခန္ဓာကဒုက္ခပေးတာပဲခင်မုံမကခင်မုံခန္ဓာခင်လေဒီခင်မုံခန္ဓာခင်မုံမဒုက္ခပေးတာပဲဒီလိုဒီခန္ဓာမှဒုက္ခပေးတတ်တဲ့ခန္ဓာလို့ဒီမှမရှိတက်မဲ့ဒုက္ခပေးတတ်တဲ့ခန္ဓာဒုက္ခပေးတတ်တဲ့ခန္ဓာယူခင်ဗျားကျတော့ကျင်နာလို့မဝဟုတ်ပါလားခင်လို့မဝခင်လို့အာမရချစ်လို့မဝမြတ်နိုးလို့မဝတဲ့ချစ်တာလို့မြတ်နိုးတော့ကျင်နာတော့ခင်တာလို့ဆိုတော့ကဒါတွေကတဏှာရဲ့ပရိယေစကားတွေပါတရားကိုကောက်လင်တဏှာတစ်လုံးနဲ့ပဲဒီလိုဒီတဏှာတစ်လုံးနဲ့ပဲတဏှာနဲ့ခင်လေးကျင်နာလေးဟုတ်လားကျင်နာတဲ့ခန္ဓာကြီးဒုက္ခပေးလေးဒါပေမဲ့ဒီလိုတွေမသိကြတော့လေသတင်းတွေတက်လာလိုက်တာဗါတဲ့ထိုင်းဘက်မှာဗမာပြည်တော့မဟုတ်ဘူးသူတို့သားကအသက်100တဲ့သူတို့သမီးက96နှစ်တဲ့အမလီငယ်ချစ်တဲ့ပြန်တွေ့ကြလို့တဲ့မင်္ဂလာဆောင်းနေကြတာအမလီသင်္ကကြည့်ပေါင်းတော့သူတို့သားကအသက်100သူတို့သမီးက96နှစ်တဲ့ကြည်တံတီကျွန်းနှခါဝါရောက်မှရိတ်ခါယူနေကြတယ်တူလိုက်တာနော်နောက်ဟိုဒါဗမာပြည်ကရင်ပြည်နယ်မှာတခါတွေ့လိုက်တယ်ဓာတ်ပုံနဲ့တော့ကတက်လာတာဟိုသူတို့သမီးက92နှစ်သူတို့သားက19နှစ်ကြည့်ပေါင်းတော့မြီးတောင်မကမြစ်လောက်နဲ့အဖွာလောက်နဲ့အဲ့လိုဒီအမလေးအဖွာကလည်းတခါတည်းသူ့လင်ပေါက်စနာလေးကိုချစ်လိုက်တာတဲ့တုံလို့တဲ့ဟိုလည်းမခွဲနိုင်ဘူးတဲ့အံ့ဩဝေရပဲနော်တော့မရှိတဲ့မသိတာခက်တဲ့သောစကားအတော်ထားသွားတယ်ဩခန္ဓာအပြည့်မြင်ဖို့နေနေတာဒါမှမဟုတ်ဘုရားကိုယ်တော်မြတ်ကြီးသစ္စာတဟောဖို့ခက်တယ်ဆိုတာသုံးနေတဲ့စိတ်ပေါ်တော်မူမှာပဲတတ်တော်ရခိလေသာထူပြောပါပြီငါဟောကြမှာသုံးမှသစ္စာတလည်းနဲ့ပါပြီတဲ့နဲ့ကြည်တံတပည့်ခဲတန်ကြတဲ့မြပေါင်းတင်လာတဲ့ခန္ဓာကြီးငယ်ပေါင်းကလေးငယ်အပေါင်းတော့အနှစ်တသောမမိကောင်းမှုဆိုတာဒီခန္ဓာလည်းကျိုးတို့ပြောနေတာဟုတ်လားခမဲကျိုးတွေဘုရားတသူကိုလေးသိကဘာတသိန်းဟိုပါရင်ရှိရတယ်ပဲထားပါတော့ဒီလေးသိကဘာတသိန်းပေါင်းဗန္နဒီလောက်တန်တရာရှိကြကြပါလားလို့မေးရင်ဒါခင်နေတဲ့ခင်ဗျားတို့ခင်တဲ့အသက်တန်းဖဲပါမလားတန်တရာနဲ့ချစ်လို့မဝခင်တာလို့ခင်လို့မဝကျင်တာလို့အာမရညံ့လို့မဝသူတို့တော်ကြီးချစ်ခင်ကျင်တာပေါင်းတဲ့ခန္ဓာကြီးကိုအပြည့်မြောင်ဟောတဲ့တရားဘလောက်ဟောခဲ့တယ်လဲဗောဒီလိုမိထားပါဒါမှမဟုတ်ခင်ဗျားတို့ခန္ဓာနဲ့ဉာဏ်နဲ့စိတ်ခင်းတာကိုဒါဝိပဿနာအထုတ်တဲ့ခေါ်တာပဲခန္ဓာနဲ့ဉာဏ်နဲ့စိတ်ခင်းတာဝိပဿနာအထုတ်ကဒါခင်ဗျားတို့ကဒီအာမထုတ်လို့မဖြစ်ဘူးလို့ဟောတဲ့ဆရာသမားလည်းတအားဟောပင်တယ်ဆရာကလည်းနိဗ္ဗာန်ရောက်ရှင်တော့ခန္ဓာပြည့်မြောင်အထုတ်ရတော့ဟောတော်လို့ဒါ
ဟိုတရားရအားထုတ်နေရတာကိုဟုတ်လားတန်တရာနဲ့ခဲချစ်ခင်တဲ့အားကခောက်ရိုးကျိုးနေပြီအသားကျနေပြီဟုတ်လားအသားကျနေခင်ဗျားတို့ကသူ့ဝတကတဲ့တရားအားထုတ်နေပါသူ့အပြည့်မြောင်အားထုတ်ပါနေမှာသူညောင်းလိုက်ရင်ခင်ဗျားတို့ကမင်းဒါဒုက္ခသစ္စာပဲဒုက္ခသစ္စာပြတာမင်းမြဲပြောင်းမပြောင်းပြက်မပြက်ဟုတ်လားဒီညောင်းလားဒီညောင်းတဲ့သဘောတည်းမြဲနေလားမပြက်မြဲနေလားမမြဲဘူးလားမပြက်ဖြစ်ဘူးလားပြက်နေလားသူတို့ပေးပြီးတော့ရှုနေရမှာညာကလေစိုက်ပြီးတော့ရှုနေရမှာမဟုတ်ညောင်းလိုက်တော့သားလေးပြင်းလိုက်မသိမသားလေးပြင်းလိုက်တိသားလေးပြင်းလိုက်မလီအောက်ကလည်းဖင်ကူတွေရင်ကူတွေတင်ကူတွေဒူးကူတွေတော့မလီဒါတရားလိုချင်တို့လေဟုတ်လားခင်ဗျတောရဆောက်တဲ့ရဟန်းတွေများတင်တွေဘိုင်းလေးပါလာပဲသိပြင်တော့အောက်တို့ခြုံအောက်တို့တွေ့တဲ့နဲ့ခင်းလို့မှဒီတိုင်းထိုင်ရတာပဲပွဲစိတ်ကြိုက်ခဲ့ဘာကြိုက်ခဲ့ပေါ့ဘာချင်းတော်နေမှာဘာဖင်ကူရင်ကူတွေမှာမပါဘူးဟုတ်လားအဲ့တော့ခင်ဗျအခင်းနေရွေးရတာနဲ့ဒီလိုလေအဲ့တော့ခန္ဓာကြီးကဘလောက်တော့လှည့်သားတယ်လေဆိုတာတော့ဘုရားကိုယ်လေးမြတ်တဏှာကောက်ကျစ်လိန်လေလှည့်သားတယ်ရိတ်သားမြင့်နှိပ်ပေါင်းရောက်ပါသကွာတယ်ဒါဘုရားလည်းဟောတယ်တဏှာလိန်လေကောက်ကျစ်တာကိုမြင်လို့ရိတ်သားမိလို့ရှိရင်နှိပ်ပေါင်းရောက်ပါသကွာတဲ့ဒါတော့ခင်းတဲ့ခန္ဓာကြီးကခင်ဗျားတို့လှည့်သားနေလဲမရိပ်မိဒါတော့မြတ်နုတဲ့ခန္ဓာကြီးကခင်ဗျားတို့မကျင်နာတဲ့သဘောတွေပြနေခင်ဗျားတို့မရိပ်မိသူမကျင်တာလေကိုကပို့တော့တိုးပြီးတော့ကျင်တာလေသူကကိုမမြတ်နုလေကိုကပို့တိုးပြီးတော့မြတ်နုလေဟုတ်လားသူကမီနီပြတဲ့ခင်ဗျားတို့ရှေ့တိုးနေသည်ဒီလိုတွေခင်ဗျားတို့မိဘများပြအဖမ်းခံမှာနော်ဒီမှာခင်ဗျားတို့ဟိုကပြနေတာနဲ့အတင်းတိုးနေတာဒီလိုတွေအဲ့တော့တော့ခန္ဓာခင်းတဲ့တတ္တဝါလေးတာတာကောင်းနဲ့တူတဲ့သေမင်းကမုတ်ဆိုးနဲ့တူတဲ့သေမင်း9ယောက်မုတ်ဆိုး9ယောက်သေမင်း9ယောက်မုတ်ဆိုး9ယောက်တန်တရရဲ့တောအုံးနဲ့တူတဲ့ဒီလိုတွေအဲ့တော့96ပါးယောဂါတွေကလက်နဲ့တူတဲ့အမြဲမြဲ6မြောင်နေတာမြဲမြဲ6မြောင်နေတာအဲ့တော့တရားအထုတ်ရင်းနဲ့ပြင်မဲ့ခင်တော့ဘုံနဲ့ပဲနဲ့လက်သေးနေနော်ကိုယ်တော်လက်မဆန်းခင်ဆန်းတော်လက်မကိုရင်ရုပ်တဲ့ချက်တဲ့ပြုတ်သိနိုင်သည်ဒီလိုတွေဘုန်းကြီးတို့သုံးပါတော့ကဟိုသတင်းသုံးနဲ့မဟာဒုက္ခကြောင့်နဲ့အပေါ်မှာကြောင်နေခြင်းပေါ့မောင်ဘုန်းကြီးက59နှစ်နဲ့လေးဖြတ်သွားတာကို73လလောက်ခံပြီးတော့မှပြန်တော်မူသွားတယ်ပေါ့သူ့မောင်လေးဖြတ်တယ်ဒီအမကြီးကလာပြီးတော့ပြုစုနေကြတာအဲ့တော့အမောင်ဇာဘာနာလည်းပြီးလို့ခါတယ်သူ့ရွာသူပြန်တယ်ပေါ့ဒီအေယာဝတီမြက်နှခါငါရွာလေးပါပဲပြန်လို့3လလောက်လာနေတော့ထမင်းစားအနေနဲ့ပက်လက်လန်လေးတည်သွားတယ်ကဲလက်ထဲလက်ထမင်းလုတ်ကလည်းထမင်းကလည်းကြိုက်ထားရဲ့ပသက်ထဲလည်းထမင်းကရှိနေရဲ့စားနေတဲ့ကပက်လက်လန်လေးတည်သွားတာကြည်တံထမင်းလေးစားပြီးအောင်တော့မှသေမင်းကမဆောင်ဘူးနော်ထမင်းလေးစားပြီးအောင်တော့စောက်မကောင်းတာမစောက်ဘူးဒီလိုတွေဘုန်းကြီးတို့ထားနေပြီဒီကောင်ကဒီကမကြီးတယောက်ဟိုသူနေတဲ့ကမြောက်ရက်ထဲပြောကြပါသူဟိုတောင်ရက်ကအလှူမှာသွားတယ်ချိုးနေတယ်အကြော့လို့မော့လို့ပေါ့ခဏတော့ဟိုကလန့်ကြောင်းကြတယ်ပေါ့သူတို့သားသမီးတို့မင်းတို့မေသေးလို့ဟာအမေအလှူသွားတာလေအေးဟုတ်တယ်အဲ့ဒီလှူမှာသေးတာကြည်တံခန္ဓာကြီးကနေရာမရွေ့အချိန်မရွေ့ခက်ချောင်းနေတာအဲ့တော့ထမင်းစားနေလည်းခင်ဗျပြစ်ကွင်းတက်တော့သေးတာပဲထမင်းစားနေလည်းပြစ်ကွင်းတက်သေးတာပဲတရားထုတ်နေလည်းပြစ်ကွင်းတက်လည်းသေးမှာပဲဒီလိုတွေမန်းလေးကဘုန်းကြီးတို့တကားတွေကပါပဲတက်ခုကံပိုင်ရှင်တကားပါပဲအဲ့တော့ညဥမာရေမိုးချွတ်ဘူးကအေးလူပေါ့အဲကွန်တပါးနဲ့ကြာနာခါတဲ့ဇိမ်ယူလိုက်တယ်ပေါ့မနဲ့ကြတော့မထတော့ဘူးကဲဘယ်နဲ့လုံးမလဲအဲ့ကောင်းကောင်းလေးမှတခါတဲ့နိုးခွန်းလေးမှမပေးဘူးကြံပြစ်ကွင်းကတဲ့သွားလိုက်တာဒီလိုတွေဒါမှခက်ဒီထွက်ရလမ်းမကဖះကတော့ဘုဒီမင်းတို့ခန္ဓာနယ်ပယ်တဲ့ကတန်တရာနယ်ပယ်ထွက်ကြဟဲ့ဟုတ်လားသူ့လက်တွင်းမှာမင်းတို့ခေါင်းစင်းတော့ပေးပြီးတော့မနေချနဲ့ဟဲ့တော့အမွေထားကြတာတော့ထွက်ရလမ်းမလို့ခေါ်သည်ဟောမိထားပါဒါမှရန်သူဝိုင်းနာတို့ယောက်ျားကပြေးသွားဖို့ရလမ်းပေါက်သားလည်းမပြေးထွက်လမ်းတွေမဟုတ်ချေလမ်းအပြစ်ဘာမှပြောတာမရှိဘူးနော်မစင်ဒုလင်အေးကြီးလေးရေတင်ရှိလက်မစေးရကန့်တွေမရှိလေကို့ဘာကပုထုဇဉ်တွေကဘယ်ကိလေသာတခုမှဘယ်မရှာနေတဲ့ပုဂ္ဂိုလ်တွေကိုပုထုဇဉ်လို့ခေါ်သည်ကိလေသာမစင်ကြီးတယ်ပေါ့အမတန်ဆက်စုပ်ပွဲရအမျိုးတွေကိလေသာကျင်ကြီးတယ်ဒီကိုယ်လုံးတစ်ကောင်လုံးပေးပွားတဲ့ပုထုဇဉ်ဖြစ်ပါလေသားနဲ့ဒီမက်ကင်းတော့ရေစင်ရေခံရေကြီးရေတန့်လည်းရှိဒီပါလေသားနဲ့ဒါကိုစိတ်မိကြလားခင်ဗျားတို့တန်ရှင်းလို့အဲ့တော့ချိုးလိုက်တန်ရှင်းမလို့ရလို့ကောင်းမှမသိပါပဲနဲ့ကာမကနေပြန်ပြီးတော့ဆင်းသွားမယ်ဆိုရင်ဒါရေခံရဲ့အပြစ်ပဲလားဆင်းပြီးတော့တန်ရှင်းလို့ကောင်းမှမသိတဲ့လက်ဦးလားရဲ့အပြစ်လားလို့မေးရင်လက်ဦးလားရဲ့ခင်ဗျားတို့ဘာဖြစ်ကုန်မလဲဘုန်းကြီးကခုမှပြောတာနော်ခင်ဗျားတို့အားလာတော့တန်တရာနဲ့မြနော်
သောသာပြတဲ့သိသိချင်းကဘာတသိအလီပေါင်းဘယ်လောက်အလာမှမသိတာဘူးဘယ်လိုတော့ပေါက်တာပါအဲ့ဒါအခုပါးတွေနှက်သိလို့ဖះဆုံးမနဲ့ဝေဖန်ပြီးလာရှင်းပြနေတာဒီလိုတွေဒါပြင်ခဲတို့အဲ့တော့ချူရကောင်မှသုံးရကောင်မှတန်ရှင်းတော့ကောင်မှမသိပါဘူးဆိုလို့ချင်းဒါရေကောင်အပြစ်ပြောစရာမရှိဘူးဗောတန်ရှင်းရလို့တန်ရှင်းလို့ကောင်မှမသိတယ်ဗောအန်တာရဲ့ဘာလာရဲ့အပြစ်ဗောဒီလိုတွေဒါကတပိုက်မစင်ဒုလင်းအေဂျင်နေသည်ရေစင်ရှိလက်မစေရကန့်ွယ်မရှိလေဒီလိုပဲသဘောပေါက်ကြပါတော့နော်အနဘကံဘေးပြားများသောတန်တရာမှာထွက်ရလာမှသမထဝိပဿနာကိလေသာပင်တသိညောသည်ရေးလေးမဲ့ရှိပါလျက်နဲ့မပြေထွက်လို့မသိလို့မင်းပြူကိုအတွက်ပြီအနဘကံဘေးပြားများသောတန်တရာမှာတန်တရာဖေးတကရန်တကစုံတကစီအောင်ပြည့်စုံတဲ့နေရာတန်တရာလို့ခေါ်သည်အပယ်လေးပါးရပ်ပြရှိပါပေသည်ရန်သူ၅ပါးပါပေသည်ဝိပတ္တိတာလေးပါပေသည်ပြဿနာတဲ့၅ပါးပေသည်10ပါးသောဒါနဲ့16ပါးသောဥပါဒောတွေ32ပါးသောကောင်းသောဇမားတွေအိုပေသည်နာပေသည်သေပေသည်ပေါ်လက်တဲ့ဘေးတွေဟုတ်လားမပွေးကြိုက်မဲ့ဘေးတွေမဟောက်ကြိုက်မဲ့ဘေးတွေဆင်းနေမဲ့ဘေးတွေကြားကြိုက်မဲ့ဘေးတွေဟုတ်လားခွေးယူကြိုက်မဲ့ဘေးတွေပေါ်လက်တဲ့ဘေးတွေအဲ့တော့ဒီဘေးတွေကရန်ကဘယ်မှာရှိတန်တရာထဲမှာရှိဒီလိုဒီတော်တော်ဒီဘေးတော့ရန်တော့တယ်အန်တယ်ပေါ်တဲ့ဒီဘေးတော့တယ်မှာပေးနေလို့မသိတော့ဘူးဒီဘေးတော့ကထွက်တယ်လို့ဒီတန်တရာတော်တွေကထွက်တယ်လို့ဘုရားကိုယ်တော်မြတ်ကြီးကထွက်စေခြင်းလို့အမွေထားကြလားဒီလိုမိထားပါဒါပေမဲ့ခင်ဗျထွက်မြောက်ကြောင်းလုပ်ကြတော့သန္တာဝရိယတဲ့တင်းနှုတ်လိုက်ကြတာဟုတ်လားဘေးထဲမှာခင်ဗျဘေးသိဖို့ကြတော့ဇွဲဝရိယကောင်းလိုက်ကြတာတော့ဘုသွားရင်လာနေလဲခင်ဗျသေးကြတာပဲရှားရင်ဖွင့်လည်းသေးကြတာပဲပြောရင်ပိုင်းလည်းသေးကြတာပဲဒီလိုတွေဒါမှတချို့ပြောရင်ပိုင်းနဲ့ပညာဆိုလို့ချင်းလူရည်များတဲ့ရန်ကုန်ကအသေးဆုံးဒုတိယလူရည်များမန္တလေးကဒုတိယအသေးဆုံးဒီလိုတွေသေးရကြတာတွေအဲ့တော့ပညာတပွဲဆိုလို့ချင်းထိုင်းနိုင်ငံဘန်ကောက်တို့ဆိုရင်လူတွေကိုထောင်ချီသေးတာနော်လူထောင်ကိုကအနည်းဆုံးသေးတာပမှန်ပြီးလေရန်ကုန်တို့လည်းမသေးပါဘူးဆို300သေးတာပဲမန္တလေးတော့မှ150တလောက်သေးတာပဲကြည်သာဓာပြောရင်းပိုင်းနဲ့လည်းသေးတာပဲဒီလိုတွေယူရင်မှုနဲ့လည်းသေးတာပဲဒီလိုတွေဓမ္မခါတို့တည်တွင်းတွေကတည်ခွင်းတည်ခွက်တွေကများလိုက်တာတပည့်ခါတည်ခွင်းတည်ခွက်တွေကတမင်လာပြီးတော့ကိုယ်စီတို့ကကိုယ်ကတည်ခွင်းတည်ခွက်တဲ့သွားတိုးနေရလားမေးတော့အဲ့ဒါပြောတာဗောယုံကမတို့ပိုက်ကတို့အဲ့ဒါပြောတာဟုတ်ဗလားကြက်ကမတို့ခွင်းကတိုးတယ်ဒီလိုတွေဓမ္မခါတို့တိုးမျိုးတွေအမနာအသေးရတဲ့ပုဂ္ဂိုလ်တွေတော့အနံပကံဘေးပြားများသောတန်တရာမှာထွက်ရလာမှသမထဝိပဿနာဟောတမာတိမဲ့ခင်သုံးပါးသမထလို့ခေါ်သည်ပညာမဲ့ခင်နှစ်ပါးဝိပဿနာလို့ခေါ်သည်ဒါထွက်လန်းအစေဘေးတော်တွေကထွက်တဲ့အလုံးအထုပ်ပါပါနဲ့ဘေးတွေကရန်တကမှကင်းကျင်းလွတ်ကင်းမြေကလည်းချမ်းသာတဲ့နိဗ္ဗာန်ရောက်ဖို့ဒီလို့အထုပ်ရမှာဒါဖြင့်ဒီခင်ဗျားတို့ဘေးရန်ကင်းရှင်းတဲ့နိဗ္ဗာန်အရောက်ပို့ဆောင်ပေးတဲ့ဒီမဲ့ခင်ချင်းမှာအထုပ်ဖို့ပြင့်နေမယ်ဖြစ်နေမယ်ဆိုလို့ချင်းဘေးတင်နာနေသေးမပြောပါဘူးလားအသေးလွတ်တယ်မလို့အမလို့ချင်းသေးတာနေသေးသေပါမှာမောပဲကိုမပြောပါဘူးလားသူတို့နားလေတာပါဒါမို့အနဘကဘေးပြားများသောတန်တရာမှာထွက်ရလာမှသမထဝိပဿနာကိလေသာပင်တန့်စင်ကြောသည်ကိလေသာပင်တန့်စင်ကြောသည်ကြီးလေးမဲ့ရှိပါလေနဲ့အဲ့တော့ဝိပဿနာလို့အထုပ်ပုံမှာခင်ဗျားတို့ကိလေသာအညစ်အကြေးတွေကစင်ကြယ်ပြီးသားဖြစ်သွားမှာဒီလိုမိထားပါဒါပေမဲ့ကိလေသာဘယ်ကထွက်နာခန္ဓာကထွက်ဒီလိုအောင်မိထားပါဒါပေမဲ့ရှုရမှာကတော့ခန္ဓာတွေ့ရမှာကတော့ဖြစ်ပြရှုရမှာကတော့ခန္ဓာတွေ့ရမှာကတော့ဖြစ်ပြဒါပေမဲ့ခန္ဓာရှုရမှာတော့ခန္ဓာသို့သောခန္ဓာထဲမှာဘာတွေရှိမွေတာတွေအိုတာတွေနာတာတွေသေတာတွေရှိသည်အကောင့်တစ်စုံတစ်ချက်မှမရှိတာကိုခန္ဓာတန်ត្រာလို့ခေါ်သည်မကောင်းတဲ့ကြောင့်သုံးငါးစီအောင်ပြည့်စုံတဲ့တော့ခန္ဓာတန်ត្រာလို့ခေါ်သည်ဒီလိုမိထားပါတဲ့မွေတာကသာတိနေတာကသရာပြာတိသေတာကသုတိတော့တဘောတခါနဲ့ပြောမယ်ဆိုရင်မွေတယ်နေတယ်သေတယ်တခဏခန္ဓာပြင်ပြောမယ်ဆိုရင်ဥပတိပင်နဲ့ပြည့်တည်ပြည့်သို့သောနေဘဝမရသေးဘဝသေရပြီသားနေဘဝမွေသေးဘဝတော့သေရပြီသားတဲ့မွေလာရင်သေရမှာပဲဖြစ်လာရင်ပြရမှာပဲဒါကိုပြောတာအနဘကဘေးပြားများသောတန်တရာမှာထွက်ရလာမှသမထဝိပဿနာဟုတ်လားအာနာပါဒလို့တော့သမထအဖြစ်ပြဒီခန္ဓာရှုကြည့်လို့အဖြစ်ပြမြင်တော့ဝိပဿနာလုံးမေဒါပါအနဘကဘေးပြားများသောတန်တရာမှာထွက်ရလာမှသမထဝိပဿနာကိလေသာပင်တန့်စင်ကြောစေဒါကိလေသာအညစ်အကြေးတွေကိုတန့်ရှင်းသွားအောင်စင်ကြယ်အောင်ဆေးကြောနေတဲ့တူတယ်လို့အောင်မေဒါပါဝိပဿနာလုံးတဲ့ကိုယ်ခန္ဓာက
ထွက်တယ်ကိလေသာအညစ်အကြေးတွေကတန်ရှင်းစေကြောင်းဆေးကြောတယ်လို့အထုံးလို့သဘောပေါက်တာပါအဲ့တော့တန်ရှင်းမုံလေးကြည့်လိုက်လေဟုတ်လားအပြက်ကိုအမှားမြင်နေတော့အမှားကစင်မနေဘူးလားအမှားကအဝိဇ္ဇာချုပ်မချုပ်မောဟကြီးကြီးသင်ကျင်နေပါပြီသလုံးမိတာပါဘယ်အပြက်ကြီးကိုအမှားမြင်နေခြင်းကလိုချင်မလဲလိုချင်လိုချင်တဲ့ဟောကျင်လာတဲ့ခင်မင်းနဲ့တွေ့ထားတဲ့မြတ်နိုးတဲ့ဟောလောဘဒနာလည်းချုပ်နေပါပြီငါမဟုတ်လို့ပြက်နေတာပေါ့ကြာငါဆိုတဲ့တက္ကာတိတွေလည်းအဋ္ဌိအညစ်ကြီးမစင်ကြီးနယ်ပဲလည်းလွတ်မြောက်နေပါပြီမမြဲလို့ပြက်တယ်မြဲတယ်လို့ယူမယ်သတ္တရဒိဋ္ဌိနယ်ပဲကိလေသာအညစ်ကြီးကလည်းစင်ကြယ်နေပါပြီအစာရုံးမဲ့ခင်နဲ့အသက်ရှင်တဲ့သဘောကြပြန်တော့ပြတ်ထွက်သွားလို့ယူမယ်ဥစ္စာတွေအညစ်ကြီးကလည်းစင်ကြယ်နေပါပြီတဲ့ဝိပဿနာလို့အထုံးနေတာဒီကိုယ်အညစ်ကြီးကိုယ်စီးကြအောင်တန်ရှင်းလုပ်တဲ့နဲ့တူလိုက်တာမှန်ပါဗျာသလုံးမိထားပါအဲ့တော့ဒီတန်ရှင်းတဲ့လမ်းကနေပြီးတော့ဒီညံကဆောင်ပို့သွားတော့အဲ့တော့ပန်းနေကဘယ်မှာရောက်မလို့အတန်ရှင်းဆုံးနိဗ္ဗာန်အညစ်အကြေးကမြူးနှမရှိတဲ့နိဗ္ဗာန်တန်ရှင်းတဲ့နိဗ္ဗာန်စင်ကြယ်တဲ့နိဗ္ဗာန်တော့ဘုရားကိုယ်ကတုတ်တော့စရာငါစင်ကြယ်ရောက်တယ်မင်းတို့လည်းစင်ကြယ်ရောက်စေမဟေ့ခုတော့ခင်ဗျားအညစ်အကြေးတို့မှနေကြတဲ့ပုဂ္ဂိုလ်တွေတော့ရိတ်တာလို့လည်းဆိုကုတီတွေအရင်သိသိရတယ်နော်မှန်ပါဗျာဒီလိုတွေခင်ဗျားတို့ခန္ဓာတွေကဟုတ်လားအညစ်အကြေးတွေထွက်ကြမှာဟုတ်ဒီလိုတွေအဲ့တော့သူတော်ကောင်းတွေကအာမလို့လို့မဖြစ်ဘူးသဘောပေါက်ပေးကြပါတရားသဘောကခြုံလိုက်ရင်ခဲသဘောတည်းလားအကျုံးဝင်တယ်နော်မှန်ပါဗျာခုဖះသူ့ယူဖြေတာကြည့်အောင်ပုံနာတဲ့ငါဖះယူပြောမယ်ဆိုရင်ခန္ဓာကပဲဖြစ်ပြတာရှိတယ်လို့ယူရတယ်ငါဖះယူပဲဟဲ့တယ်ဒီပုံနာကဟဲ့တယ်ကောင်းပါပြီရှင်ကြီးကောဓမ္မတဲ့ခန္ဓာကပဲဖြစ်ပြတာရှိတယ်လို့ယူလိုက်တော့ဘာလို့ကျေးဇူးများသလဲတဲ့ပုံနာတဲ့တဏမာနဒိဋ္ဌိချုပ်ရဥပါဒံရုပ်သိချင်းကျေးဇူးများတဲ့ပုံနာရဆိုတော့ဟုတ်လားတဏဥပါဒံကာချုပ်သည်မာနဥပါဒံကာချုပ်သည်ဒိဋ္ဌိဥပါဒံကာချုပ်သည်ဖြစ်လက်တဲ့နဲ့အတူတူပဲမှန်ပါဗျာဒါပေမဲ့ဒါကိလေသာအညစ်အကြေးတွေဟုတ်လားဒီအထုတ်တဲ့ဒီဖះယူလိုက်တော့စင်ကြယ်မသွားဘူးလားစင်ကြယ်ပါဘူးသဘောတည်းပဲသဘောတည်းပဲဖះကတစ္ဆာလေးပါးကလွတ်ပြီးတကလားဖြေးသားမရှိဘူးဒါလို့မေးဒါပါဒီမဲ့ခင်ကလည်းအလိုလိုပေါ်တဲ့မျိုးမဟုတ်ဘူးအပြက်ကိုမြောင်ရှုနေမှမဲ့ခင်ကလည်းရတာအဲ့ဒီပြက်ကလည်းအဝိမ့်မှသွားရှိတယ်ခန္ဓာတည်းမှရှိတာတော့အေးရင်ရှုလဲအပြက်ပြမှာပဲထိုင်ရင်ရှုတော့လဲအပြက်ပြမှာပဲဟုတ်ပလားအဲ့တော့ရပ်ပြီးတော့ရှုတော့လဲအပြက်ပြမှာပဲသွားရင်လည်းရှုတော့လဲအပြက်ပြမှာပဲဣရိယာပုလေးပါကြိုက်တာကျအပြက်တွေ့ရင်ဝိပဿနာဖြစ်နေပြီဒါမဲ့ခင်လမ်းမတော်မှာရှောက်လန်းနေပါပြီထွက်ရလမ်းမပေါ်ခင်ဗျားတို့ပြည့်ထွက်နေပါပြီဟုတ်လားပြည့်ထွက်တော့ခင်ဗျားဒီမှာရန်သူတွေအညစ်အကြေးတွေကိလေသာအညစ်အကြေးတွေတုတ်တင်စင်ကြယ်ပြီးသားဖြစ်သွားပြီဗောဒီကိုစင်ကြယ်အောင်အလုပ်အထုတ်နေရသည်ဒီဝိပဿနာလုပ်တစ်မျိုးတည်းပဲရှိသည်ဒီသူတော်ကောင်းလုံငါမှလွဲရလောကီလုံမှများတို့သည်အညစ်အကြေးပေါ်အညစ်အကြေးထတ်တဲ့အလုပ်ကြီးအညစ်အကြေးဒုတက်တဲ့အလုပ်ကြီးတွေပဲအဲ့ဒါရှင်သာရိပုတ္တရာကိုရတစ်မျိုးဟောပြန်သည်ကြီးပြီးဒီတဲ့ကောလည်းကြီးဖလားကြီးဟိုတဲ့အညစ်အကြေးတွေနဲ့ကြီးကြီးတွေနဲ့ညစ်ပေးနဲ့ကြီးဖလားကြီးကိုအိမ်ရောက်တော့မပုတ်မသက်မစေးမကြော့ပါပဲနဲ့ဂျောင်ထုတ်ထားမယ်ဆိုရင်ကြားလေးတွေကြီးကြီးတွေတက်လေးတွေဒုတက်လေးတွေအညစ်အကြေးတွေကဖုံးမအုပ်လေးလေးဒီအညစ်အကြေးတွေနဲ့ဒုတက်ပြီးပေးပေါ်နေဒီကြီးဖလားကြီးပဲဘယ်နေတော့အသုံးတဲမယ်လဲဒါပြင်ခဲတော့ဒီအညစ်အကြေးတွေကိုအသုံးတဲ့ဖို့ကြီးကြီးပလိုက်အသုံးတဲ့ဖို့ဒီညစ်ကြီးတော့ခါပဲတော့ပုတ်တယ်မလားပုတ်တယ်မလားတစ်ခါပုတ်တယ်နှစ်ခါပုတ်တယ်တဲ့ဘယ်ဟာကဘိုးတော့ပြောင်းမလဲနှစ်ခါပုတ်တယ်ဆယ်ခါပုတ်တယ်ဘယ်ဟာဘိုးပိုးပြောင်းမလဲတဲ့ပုတ်တယ်နဲ့လေပြောင်းလေပုတ်တယ်လေပြောင်းလေအသုံးတယ်လေဟုတ်ပါလားဒါပြင်ခဲတော့ပုတ်တယ်လိုက်ကြဒါတွေခင်ဗျားတို့ကြီးပလိုက်တော့ကိလေသာကြီးလွတ်ခန္ဓာကြီးမှာဟုတ်ကိလေသာအညစ်အကြေးတွေများတော်တော်လေးစင်ကြယ်နေကြပါဗလားစင်ကြယ်နေပါစင်ကြယ်နေပါရှင်တော်လေးကနေပြောနာတော့ဒါဘုရားလည်းကသူတို့ကောင်းတရားလည်းနာကြလို့ဩဒီတရားကဂရဝတ္တဘုကိစ္စကိစ္စနဲ့မှလူတို့ပေါင်းနေပြီးကြလားဒီတရားပေါင်းမြောက်အထုတ်ပြီးတော့အကြောင်းမမြင်ဘူးသာနာပါဝင်မှာဒါပြင်နိယတဗျာရိရပြီးသားကဘာတသိပါရမီပြီးသားသောတာတထေသာတော့လဲတုံ့ရောတထေသာရှင်မင်းတော်မှရှင်မင်းတော့သူစိတ်တင်တော့မကြည့်ကြဘူးရှင်မင်းစိတ်တင်နဲ့ပိုကြည့်ကြတယ်စိတ်တင်ရှင်ဒါမှတရားနဲ့လည်းတွေ့လိုက်ရောဒီစိတ်တင်တွေကိုလှည့်မကြည့်တော့ဘူးအဲ့တော့ဘုရားကမြတ်စွာဘုရားတပည့်တော်ကိုယဟန်ပြုပြီးတော်မူပါဗျာစိတ်သားမိဘခွင့်ပြုပြီးဗလားခွင့်တောင်းပြီးဗလားခွင့်မတောင်းပါသေးပါဘူးအေးပြန်ခွင့်တောင်းအောင်
ဒီလိုကိုအဲ့တော့မိဘပြန်ခွင့်တော့တဥဒ္ဓသောသားပဲတတိမျိုးဆက်ပြတ်သွားမှာစိုးတာတစ်မျိုးပေါ့တဥဒ္ဓတတိသားတဥဒ္ဓသားမခွင့်နိုင်လဲတစ်မျိုးပေါ့ဒီလိုတွေခွင့်မပြုဘူးပေါ့ခွင့်မပြုတော့ကဲရဟန်းမမိုးရင်သိဟဆိုတော့မြည်ပေါ့ဒီတိုင်းတုံးလုံးပြတဲ့လှည့်နေလိုက်တာသမင်းစားခြင်းလည်းထမစားတော့ဘူးရေချုံလည်းထမချိုးတော့ဘာမှမလုပ်တော့ဘူးသိပဲစီတော့ရဟန်းမမိုးရင်သိပဲစီတော့ဟုတ်လားတရက်လည်းဒီတိုင်းပဲနှစ်ရက်လည်းဒီတိုင်းပဲကျမိဘကရက်ကလေး3-4ရက်လောက်ရတော့ပြပသက်လေးဖြစ်လာပြီသူ့ပေါင်းတဲ့တငယ်ချင်းတွေမင်းတို့တငယ်ချင်းအဲ့တော့ဖြောင်းပြချစားမအောင်နားချချစားမအောင်ဒီတိုင်းတားပေးနေပြီတငယ်ချင်းအဲ့လိုမလုပ်နဲ့မိဘမင်းတခါလေရင်ကျိုးလိမ့်မယ်မလုပ်ဘူးပေါ့ရဟန်းမမိုးရင်သိပဲစီပေါ့ဒီလိုတွေ6ရက်ကရောက်လာပြီနောက်တစ်ရက်ပဲချတော့မှာထမင်းသက်9ရက်ကို6တာသေးတော့မှာကိုအဲ့ဒါမိခင်ဖခင်တို့တလောက်သူဆန္ဒပြင်းပြနေတာခွင့်နာပြုလိုက်ကြတော့အဲ့ဒါမှရန်ဟုတ်လည်းအသက်ရှင်လေးမြင်အောင်မှမဝင်သေးတော့မှအသေးခံတော့မှဘယ်လိုတွေအဲ့တော့ရန်မိုးရရင်သိပြီးသေးတော့အသေးခံပြီးတော့ခင်ဗျားတို့ဆန္ဒခုခေတ်လို့ဆိုတော့ဒါအစငါခါဆန္ဒပြတယ်ဗောဟုတ်ပလားတို့တကိုင်းကြီးများအားများကြချမလားတို့တကားတို့ဘယ်လိုလဲမမပဲကြိုးစားလိုက်တာခေါင်းလေးကတကောင်တမွေးနှမွေးနဲ့တမွေးနှမွေးရှိတာလေးကတော့ဖြူလာပြီအဲ့ဒါအခုဆေးဆိုးထားတာဘာဖြစ်လို့ဆေးဆိုးတာတမွေးနှမွေးလေးဆိုတော့ဥညာနေတာဆိုးခိုင်းလို့တဲ့တော်နေဆရာတော်ကအဖြူဆိုလို့ဆိုးလိမ့်မယ်တဲ့ဆရာတော်မဆိုပါဘူးအဖြူလေးဆိုကရုံတုံးပြလဲပြောမှာပေါ့သူ့စပယ်လေးငါထင်များနှုတ်ပြီးတော့မှဆေးဆိုးလာတာကိုဒီတက်ကကြိုးစားနေပါတယ်ဖျားရတယ်သူပြောတဲ့တက်ကယုံကြည်မလားမယုံကြည်မလားယုံကြည်တယ်မရှိတဲ့ပုဂ္ဂိုလ်ဒါကသူ့ဥတီပြောတာခင်ဗျားတို့တွေရောအမတယောက်တည်းဖိပြောနေလို့သူတို့လွတ်တယ်အောင်မင်းလားဟောတကားထုံးလို့ဆိုထိတ်ကပြောင်းလာပြီဟုတ်ပလားထိတ်ပြောင်းလဲပြောင်းလေးနဲ့သူကမြန်လုံးနေတော့မယ်ဘယ်လိုဒီဒါမို့တဏှာကိလေသာကောက်จิตတာမင်းတို့ရိတ်သားမြင်နှိပ်ပံကြောက်ပါသကွာဘုရားကဟောတာရိတ်သားမိဖို့မပြောနဲ့ကြော့ချလို့ဓမြမှန်းလည်းမသိဟုတ်ပလားလှန်နေထုတ်လည်းသိမှမဟုတ်ပါဘူးဘယ်လိုဒီဒါမို့ခင်ဗျားတို့ဒီသူတော်ကောင်းလုပ်ငန်းကအပရုလို့မဖြစ်ဘူးအမရုလို့မဖြစ်ဘူးအဲ့သောနာတရေကအဲ့လိုအသေးခံပြီးတော့မှရန်ဟုတ်ကတောင်းပြီးဒီကလာမှာအပြတ်သာအာထုတာအပြတ်ကဝိရိယကအရင်ပြုလို့ရမယ်ဒါတွင်မသေးမရလည်း9မိနစ်အသက်ပြည့်သေးတော့သူတို့အာတင့်ပြေကလာကျူသားတော်မူတာဝိရိယတွေတော့လွန်ခဲ့နေလို့ဒါမယောမတင်စောင်းညွှန်းချင်းဆိုတာသူ့အကြောင်းပြုတော့ဆုံးမတဲ့ဥပမာဟုတ်လားခင်ဗျားတို့ဝိရိယတွေများလွန်ခဲ့နေကြလားလိုခွဲနေရသလားလိုနေတာပါဗျာမလီအောင်ဟောကြတယ်နော်နောက်ကခြေပွေးမိမလို့လက်မွေးမလို့အဲ့တောနာတတိသာဟောတာတကယ်ကိုလက်ဖို့ခြေဘွားကအမွှေးနေနုနုလေးပေါင်းတဲ့တတိသာမြေပေါ်တစ်ခါမှခြေမချဘူးတဲ့တတိသာခြေမွေးမိမလို့လက်မွေးမိလို့အဲ့တောနာတတိသာကိုဟောတာအဲ့ခင်ဗျားတို့ခြေမွေးမမင်းတော့လက်မွေးမိလို့ပုံကိုယ်များပါနေကြလို့လေလားပါပါဗျာအော်ဩစရာတွေပဲနော်မလီအဲ့တို့လည်းဖြေရကြတာပဲနော်လူထုလူသားနဲ့ဘုန်းကြီးဟိုလူသားသွားပြီးတော့ကြည့်ရမလို့ဖြစ်နေကိုရှိရောက်နေကြတာတွေကိုဒီလိုသဘောပေါက်ကြသမှာအဲ့တော့ကြီးပလားကြီးခင်ဗျားတို့ကြောင်တို့ထားမယ်ဆိုရင်ကြားလေးဟုတ်လားကြီးတက်လေးဖြစ်မှာပဲတဲ့ဝိပဿနာကိလေသာအငြိကြီးဂျင်းညော်တွေကိုခန္ဓာကိုယ်ပေါ်အုပ်ဖုံးနဲ့ကိလေသာဂျင်းညော်တွေပုတ်တိုက်ချနေတာများပုတ်တိုက်လေးများကုံလေးများပုတ်တိုက်လေးများကုံလေးဒီလိုမိတ်ဒါပါဒါမို့ဝါပုတ်တဲ့ဥပမာတွေဟောထားလိုက်တဲ့ဥပမာနေတာမဟုတ်နော်အဲ့တော့ဝါသိနှလုံးထဲမှာရှေးတုန်းကဒီလိုမှခင်မပြီးတော့ဘယ်ထဲမှာမိရှိမလဲဗောဘယ်ထဲမှာမိတော့အေးစင်ဝါသိနှလုံးဟုတ်လားအချင်းချင်းပုတ်မတိုက်မယ်ဆိုချင်းအဲ့တော့အေးရနဲ့နှွေမလားဘူးလားနှွေလာတော့ဆက်ပြီးတော့ပုတ်မယ်ဆိုရင်ပူမလားပဲဘူးလားပူတော့မချမ်းနဲ့တိုက်မယ်ဆိုရင်အခုတွေပဲထွက်မလားဘူးလားအဲ့ဒီခါမှာညောင်းပြီးတော့ချလိုက်ရင်နောက်တခါမိလို့ချင်းများတစ်ကပြန်ထပြီးတော့ဟုတ်လားအဲ့တော့ခင်ဗျာပူလာတော့မှခင်ဗျာတော့ရှေ့ကိုဆက်ပြီးတော့မတိုက်ပဲနဲ့ညောင်းတာပြန်ပြီးတော့ချလိုက်ပြန်ရောနောက်တခါပြန်တစ်ကပြန်ထပြီးတော့ကွာဟုတ်လား
တစ်ကစလို့ကိုဆုံးကြပါမယ်လားဒါခိုင်းလို့ဘယ်လိုအထုံနေကြခု9ရက်မြောက်လာပြီတစ်ကစလို့မပြောကြဘူးလားတစ်ကစနေကြတယ်ဟာရီအဲ့ဒါလေဝေဘူးဆရာတို့ဖျက်ကြီးတော့ခမောက်အချက်ကြီးပို့နေကြတဲ့လူရဲ့တစ်ချက်ဟာနှစ်ချက်ဟာသုံးချက်ဟာ10ချက်လောက်ပို့တော့ပြီးတော့ညောင်းနေချထားပြန်ရောစိတ်ကူးရပြန်ရောထပုတ်ပြန်ရောတစ်ချက်ဟာနှစ်ချက်ဟာဟုတ်ဘူးလားအားနေမှလည်းကြိတ်ပြီးတကလားမထွက်မချင်းပြင်းပြင်းထန်ထန်ပို့နိုင်မှာမှာဒီလိုတွေဒါဝိပဿနာဘုရားပြင်းပြင်းထန်ထန်အားထုတ်နိုင်မှာမှာဒါပေမဲ့အရေးကြီးချောချောခန္ဓာတဲ့မငဲ့မြုပ်ကပါမလဲဘောခဏအယောသားလိုအားထုတ်နိုင်မှာပေါက်ရောက်နေတဲ့နေရပုဂ္ဂိုလ်တွေဒီလိုတွေခမရတဲ့ပုတ်တော့ပို့ကြပါရဲ့တယောထုတ်သလိုလေဘယ်လိုပုတ်နေကြတာတယောထုတ်သလိုလေဟုတ်ပလားရန်သူလိုက်လို့ဟိုထွက်လန်းကတော့ပြည့်နေပဲသို့ဆိုဘယ်လိုပြင်း냐ဆင်မရင်သားဟုတ်ပလားအမလေးရင်ကြီးလိုက်ကြတာနော်ဒါဆိုတိမ်နေမှုမလေးဒီလိုတွေဒါမှခဲရတဲ့ဥပမာကဘာပြောခဲမလွတ်ဘူးနော်ကိုရောက်သွားပြီလေဒါပြန်ခန္ဓာ၅ပါးဖြစ်ပြတာရှိလို့အယူလိုက်တော့တဏမာနတိချုပ်ရင်ဥပါဒညုတ်သိချင်းကျူးများသည်ဟုတ်ပါလားဒါပြန်တဏပါပင်စပထမရက်ကရှင်းခဲ့ပြီမနေ့ကမာနပါပင်စရှင်းခဲ့ပြီဒီနေ့ဒိဋ္ဌိပါပင်စတစ်မျိုးကြံသေးသည်ရှင်းကြအောင်ဆိုသူကြတော့ဒိဋ္ဌိပါပင်စကဘယ်လိုဆိုမိတ်ထားတယ်ဆိုတော့ကံစိတ်ဥဟာကြောင့်လေးပြားနေဝိသသတုပြည့်စည်သူတို့အမှုသီးသီးပြုပန်းလေး၍ယုံစည်းညီတွေသိငကလေးလင်းတွေ့ရင်များဖြင့်ပုဂ္ဂလိအင်းတို့ပင်ကိုပုံမှန်ဖြစ်လာဟာမှာတဏှာကြီးနဲ့နှင့်ပေါက်ရများအကယ်လုံးလုံးကင်းစိတ်သုံး၏စီယုံညညာသိများသောမကွာပေါင်းသူဖြစ်ပေါ်မှုကြောင့်အတုတည်းရှိသောနေသောအကယ်တရားရိပ်ရောများကိုအတ္တအစွဲမြေ၍မိုက်ခဲဆဲဆဲတောင်းနေမြင်ပြီးနိုင်ချင်းပုံယူပမာမှုသောဖန်ကူပြင်ရိပ်ရောင်းတဲ့အစဉ်တူသောကိုယ်ရုပ်ပုံကိုအကုန်စိတ်သာကေမကပဲလွယ်မှာအယူကိုရန်သူညူသူမြတ်ကိုချောင်းချောင်းဝေသည်ချင်းသေးလားမိုက်တုံးထွား၍ဓာတနမိတ်သာနာရိပ်ကိုဒိဋ္ဌိသရအမောက်တိုက်၍အမိုက်ထူပြောအကားတော်ဝက်ပြားမောကျ၍သုံးမတွေ့ပဲခုနေတဲ့ဟိုဒီဇိုင်းနဲ့ပြန်ပြန်ထားတဲ့ငါးကျိုးဆက်၍မြုံမြမြုပ်ကမျောကြရာသည်ငါဒိဋ္ဌိဆွဲလို့ကိုဒါဒိဋ္ဌိပပင်သာဖွဲ့ဆိုထားပုံလေးမှန်ပါဗျာကံရဲ့စိတ်ရဲ့ဥဒုရဲ့အာဟာရရဲ့ဒါရုပ်ကိုတရားဖြစ်တဲ့အကြောင်းတရားတွေနောက်ခါပဋ္ဌာန်း24ပစ္စည်းတွေမရှိဘူးလားရှိပါဗျာအဲရုပ်နာခါနဲ့တိတန်းပေါ်အကြောင်းတရားအထောက်ပံ့အကြောင်းတရား24ပါအဲ့ဒါဆိုထားတာကံစိတ်ဥဟာအကြောင်း၄ပါးနဲ့ဝိသသတို့ပစ္စည်းသူတို့24ကံစိတ်ဥဟာအကြောင်းတရား၄ပါးတွေ24ပါးပဋ္ဌာန်းအကြောင်းတရားတွေဟုတ်လားဥပဇနကအကြောင်းဥပထာမကအကြောင်းတွေဒီလိုတွေဒီရုပ်နာခါနဲ့တိတန်းပေါ်ကြီးကကံစိတ်ဥဟာအကြောင်းတရား၄ပါးလည်းထောက်ပံ့မှာ24ပါးပဋ္ဌာန်းဒေသနာအကြောင်းတရားလည်းထောက်ပံ့ထားပါမှာဒီလိုတွေဒါပြန်အကြောင်းတွေပေါင်းစုံညှိညွတ်ပြီကလားဝိုင်းထောက်ပံ့ထားပါမှာအိမ်ဟိုကြီးကိုပံပြုတ်မှတော့ကြားကန်ထားပြီးတကယ်တော့ဒီခန္ဓာကိုယ်ရဲ့တည်တံ့တဲ့အကြောင်းဆောင်နေတာဟုတ်ပလားဒါပြန်ကြားလေးချောင်းထောက်ထားတာတစ်ချောင်းများပြုတ်ကြပါမယ်ဆိုရင်ပြိုပါပါဗျာပြိုကြမှာဒီသဘောပဲအဲ့တော့အကြောင်းတစ်ခုခုခင်ဗျကျိုးသွားမယ်ဆိုလို့ချင်းပျက်စီးပြမယ်ခန္ဓာတော့နည်းနည်းမှအလှုပ်ရှားမှခန္ဓာနည်းနည်းလေးပါခါတော့အထိတိုင်းမှခန္ဓာဒီလိုတွေပွန့်လွယ်ရှားလွယ်တဲ့ခန္ဓာထိလွယ်ခိုင်လွယ်တဲ့ခန္ဓာဒီလိုတွေထိလွယ်ရှားလွယ်တဲ့ခန္ဓာဒီလိုသဘောပေါက်တာပါကံစိတ်ဥဟာကြောင့်လေးရတဲ့ဝိသသတို့ပြည့်စည်သူတို့အမှုသီးသီးပြုပန်းတည်၍ယုံသီးညီတွေသိငရေလင်ဒီယုတ်တရားနံတရားဆိုတာတကယ်တည်းအထက်တွားရှိတဲ့မျိုးမဟုတ်ဘူးနော်မှန်ပါပါဘာဖြစ်လို့တပည့်တို့ခုငုတ်တော်ကြီးထိုင်နေရသလဲမမေးနဲ့ဒါပထဝီဓာတ်တွေအဲ့တော့ဂရီပေါင်းအသင်ချေပေါင်းမြောင်များစွာကိုဘောကပေါင်းစပ်ပေးထားလို့ဘောကဖွဲ့စည်းတာကိုအဲ့တော့အထက်တွားရတို့အမုံမွားလေးတွေကပထဝီအမုံမွားလေးတွေပေါ့အသင်ချေပေါင်းမြောင်များစွာကိုဘောကပေါင်းစည်းပေးထားလို့နောက်တကဟိုတည်သောကလည်းမပုတ်မသွအောင်ဟုတ်လားပေါင်းနှွေးပေးထားလို့စမ်းကြည့်လေနှွေးလေးမတွေ့ရဘူးလားတွေ့ရပါပါအဲ့ဒါဥဒ္ဓမာတည်သောတက်ဆောက်ဂုံငွေမျှတနေပါမှာသူအပူလွန်ခဲ့သွားလဲဒုက္ခရောက်မယ်ဟုတ်လားသူအေးလွန်ခဲ့လဲဒုက္ခရောက်မယ်ဒီလိုအောင်မိတာပါဒုက္ခရောက်တဲ့အများကြီးဒီမင်းသူတော်ကောင်းမနဲ့မင်းအောင်မချင်းငါတမမျှတပြီကလားအပူကြီးညညွတ်ပါသေးပဲလို့ဟုတ်လားတေသောကအာမခံထားပါကလားအဲ့ဒီလိုတွေခင်ဗျားတို့ပထဝီအမုံမွှားလေးတွေကိုဘောကပေါင်းစုပေးထားဟုတ်လားအဲ့တော့တေသောကလည်းပေါင်းနေပေးတာဒီတော့မှခင်ဗျားတို့သွားနေသောလာနေသောဒါကဝါယောကအလုံးလုံးပေးနေတာစိတ်ဓာတ်ဝါယောယုတ်တွေကိုထားခြင်းနဲ့စိတ်ကြောင့်မထားတဲ့ယုတ်ဖြစ်တာသွားခြင်းနဲ့စိတ်ကြောင့်သွားတဲ့ယုတ်ဖြစ်တာ
ပြောရင်လည်းစိတ်ကြောင့်ပြောတော့ရုပ်ဖြစ်တာစိတ်ဒိသရုပ်တွေလှုပ်ရှားနေတယ်ကဟုတ်လားဒါကဝါရောရဲ့တတ္တိတွေဒါပေမဲ့မဟာဘုလေးပါပေါင်းစပ်ပြီးကလားလှည့်သားလိုက်လို့ရှင်သေးအောင်တော့သွားနေတော့ပြောနေတော့ဆိုးတော့လှုပ်ရှားနေတော့ကိုင်းနေတော့လှုပ်နေတော့ကိုင်းနေတော့တို့လိုဟန်ဆောင်နေတဲ့ခန္ဓာအဲ့ဒါဘုန်းကြီးတို့တနေ့ပြောတဲ့7နှစ်ရှားမှ7နှစ်လောက်ရှားမှရတဲ့ဇေယျဘူမိမင်းကြီးဆရာတော်ရေးတဲ့ဝိပဿနာနေရာဒီပတိကျမ်းတို့ကရုပ်မှုမအသင်္ချေ40လောက်တဲ့တွက်ပြထားနော်ပထဝီအာဘောတေဇောဝါယောဝဏခန္ဓာရတ္တဩဇာဒါအထက်ကလရုပ်ရှိပါပေါ့ထက်ကလရုပ်ရှိပါတပါးကတပါးတော့ကို4သင်္ချေ4သင်္ချေတဲ့4ရှိလီ32သင်္ချေနောက်ကသက္ကုသောတာခန္ဓာဇီဝကာယဟရိယဘာဝဇီဝိတာအဲ့ဒါတသင်္ချေသည်ပေါင်းလိုက်တော့အသင်္ချေ40ဒါပေမဲ့ဆိုခွင့်ကျိုးရုပ်ခန္ဓာကြီးဒီအမုံမွားတွေပေါ့အသင်္ချေ40အမုံမွားတွေဘယ်တော့အပုံမွားလေလဲဆိုတော့ဟိုကတ်ထံအိမ်မှာဟိုနေအောင်လေးထိုးပြီးကြလားအကြောင်းလိုက်လေးမြင်မှုရတယ်မဟုတ်လားအဲ့ဒီမှာကြည့်လိုက်မုံမွားလေးတွေလဲနေတာမတွေ့ရဘူးလားအဲ့ဒါအနုမျိုးကအဲ့ဒီရွယ်ကိုအနုမျိုးလို့ခေါ်သည်အဲ့ဒီအနုမျိုးတမုံကို36သိသိပဂရိအဖြစ်သိလို့ရပါမလားညာအဖြစ်နဲ့မှန်းစားသိကြည့်ရမှာဗောအဲ့ဒီပဂရိအနုမုံတစ်ခုကို36သိမှာတစ်စိတ်ဒီပရမဏုမျိုးဒိဗ္ဗစကုညာတော်မှဒိဗ္ဗစကုအဘိညာဉ်တော်မှမမြင်နိုင်ဖျက်တတ်ပြီးတော့ညာတော်ကြီးမှမြင်နိုင်သည်ဒီလိုလေးဒါမှမဟုတ်ယနေ့ခမကဘာမှာအာကောင်းမှန်ပြောင်းနေကြည့်တော့မှအနုမြင်ဟာအသေးဆုံးမြင်နိုင်သည်ပရမဏုမျိုးမမြင်နိုင်ဒီလိုမိဒါပါအဲ့ဒီပရမဏုမျိုးပေါ့အမုံမောင်းလေအသင်ရှိပေါင်း40လောက်ဟောခမကျတို့ရုပ်ခန္ဓာတွေမှာစုဝေးနေလေရဲ့အဲ့ဒီအမုံမောင်းလေဘယ်သူကစုရဖြစ်နေစူးစီးပေးထားလဲအာဘောကစူးစီးပေးထားလားအာဘောကစူးစီးပေးတာအာဘောကမစူးစီးပေးအမုံမောင်းလေဖျို့ဖျက်ပြိုကွက်နဲ့သွားမှာဒီလိုလေးအာဘောစူးစီးပေးတော့ဟောကဏပညာအထေတရကြီးလို့ဖြစ်လာပြီပြီးတော့မှယောက်ျားတဏ္ဍမိန်းမတဏ္ဍတဏ္ဍနာပညာကလှည့်သားလာပြီသွားနိုင်အောင်လာနိုင်အောင်ပြောနိုင်အောင်ဆုံးနိုင်အောင်လှုပ်ရှားနိုင်အောင်အဲ့ဒါတန်တတိပညာတွေပုံစံလှည့်သားနေကြလို့ခမည်းကြီးတို့ကဒီအသေးကောင်ရုပ်ခန္ဓာကြီးကိုအရှင်းထင်ပြီးတကားလားအမှန်တော့အကြောင်းတရားတွေက24ပါးသောအကြောင်းတွေ4ပါးကံစေဥဟာရဆိုတဲ့အကြောင်းတရား4ပါးတွေဒီအကြောင်းတရားတွေကထောက်ပံ့ထားသေးလို့ဒီလိုတွေဓာတ်ပြခဲတို့ဒီခန္ဓာကြီး9ပိုင်းနဲ့50နဲ့5ဆိုင်9ပိုင်းနဲ့50လို့တော့ပါမလားတော့ပါဘူးပိုင်ရင်သူ့ကိုဖြစ်စေတဲ့အကြောင်းတရား28ပါးပဲပိုင်ရမှာဟုတ်ပါလားဒါပြန်အကြောင်းတစ်ပါးပါချုပ်တယ်မသွားမယ်ဒီခန္ဓာမပြည့်စည်ရမလားပြည့်စည်ရမလားအထိမကန်ရွှေပကန်ဆိုပြီးတဲ့ကဲသို့အထိရှာပွန့်လက်ပတ်ပဲ့တဲ့ခန္ဓာဒီလိုမိထားပါကံစီဥပါကြောင့်လေးပါးတို့ဝိသသူတို့ပြည့်စည်သူတို့အမှုသီးသီးပြုပန်းတွေယုံစည်းညီတွေသိင်္ဂရေလင်းတွေ့ရင်များဖြင့်ပုတ်လေးအင်းတို့ပင်ကိုမူမှဖြစ်လာဟမှာတဏ္ဍာကြီးငယ်နှစ်ပေါက်ရဲမြအကဲလုံးကင်းစိတ်သုံး၏တလုံးမုံမွားလေးတွေဟာအထက်တွက်ရှိတယ်လို့မပြောနိုင်ဘူးနော်အဲ့တော့ဒါကရုပ်တရားတော်မှာအထက်တွက်မရှိပါဘူးလို့ဆိုထားမှာပေါ့ပဲမုံမွားလေးတွေအဲ့တော့ဒိဗ္ဗစကုဘိညာဉ်နဲ့မှကြည့်လို့မှမမြင်တဲ့အောင်မုံမွားလေးတွေစုပေါင်းထားလို့ဒီမှာအထက်ရောင်ကြီးအထက်ဒရရောင်ကြီးအဘောကပေါင်းစပ်ပြီးတော့အထက်ဒရရောင်ထင်ရတာပါဟုတ်ပလားဒါမို့ဒီလိုအမုံမွားလေးပေါင်းလို့ဒီလိုအာဃာတချလဲရှိလို့ဓာတ်နဲ့ခုတ်လဲရှသွားတာပဲလှမ်းနဲ့ထိုးလဲပေါက်သွားတာပဲဒုနဲ့ရိုက်လဲကွဲသွားတာပဲကွဲလွဲတဲ့ခန္ဓာပေါက်လွဲတဲ့ခန္ဓာရှလွဲတဲ့ခန္ဓာအပြိုနိုင်မဆိုနိုင်ဘူးလားတကယ်လို့ခင်ဗျားတို့ဟိုအထက်ဒရတို့ရှိအထက်ဒရရှိလို့မပြိုမကွဲတဲ့ဟုတ်လားအတုံးခိတ်တာဖြစ်နေမယ်ဆိုရင်ဒီလှမ်းနေဓာတ်တွေနဲ့ခံထိုးတာခုတ်တာမပြောပါနဲ့မိုးကြိုးပေါင်းတစ်ဆောင်ဆိုင်ပြီးတော့ပြညာလိုက်ဒီခန်းနဲ့ဘာမှယူရွံ့ရမမြင်မှန်ပါဗျာဒီလိုမိထားပါဒါမို့မခိုင်မြင်မဲ့တဲ့ခါနဲ့ပို့ပိုက်ပြီးခိုင်နေမြဲတို့အယူမမနေကြပါနဲ့ကံစိတ်ဥဟာကြောင့်လေးပြတဲ့ဝိသသူတို့ပြည့်စည်သူတို့အမှုသီးသီးပြုပန်းတည်၍ယုံစည်းညီတွေတိတ်ကလေးလင်းတွေ့ရင်များဖြင့်ပုတ်လေးအင်းတို့ပင်ကုံမူမှန်ထွက်ဖြစ်လာဟမှာတဏ္ဍာကြီးငယ်နှစ်ပေါက်ရဲများအကဲလုံးကင်းစိတ်သုံး၏စီယုံညီညာသိမ့်များသောတို့မကွာပေါင်းသူပြပေါင်းမှုကြောင့်စီယုံညီညာသိမ့်များသောအခုအသင်္ချေ40ပေါင်းပြတာနော်စီယုံညီညာသိမ့်များသောမကွာပေါင်းသူပြပေါင်းမှုကြောင့်အထုအထက်ရှိသောနေသို့အကဲထင်ရရိပ်ရောများကိုအတ္တအဆွဲမြေ၍မကဲဆဲတဲ့တောင်းနေမြင့်ပြီဟုတ်လားကံစေဝရအကြောင်းပြ၄ပါးကဖြစ်စေတဲ့ရုပ်ခန္ဓာနာခန္ဓာအဲ့တော့ပဋ္ဌာန်း24ပြီးတော့အကြောင်းတွေပေါင်း24ပါးကဖြစ်စေတဲ့ရုပ်ခန္ဓာနာခန္ဓာဟုတ်လားဒီခန္ဓာကြီးကိုခင်ဗျားတို့ခန္ဓာပညာကြီးအတုံးခဲလို့ထင်ရတာခန္ဓာပညာအဲ့တော့ပုဂ္ဂိုလ်တ attva တဏ္ဍာထင်ရတာတဏ္ဌာနာပညာလှုပ်ရှားနေသောသွားနေလာနေပြောနေသောဆိုထင်ရတာကတဏ္ဍိပညာတွေလှည့်သားနေခင်ဗျားတို့ငါဘက်ကသူဘက်ကယောက်ျားဘက်ကမိန်းမဘက်ပုဂ္ဂိုလ်တ attva ပဲတော့အတ္တဒိဋ္ဌိအစိုးရပြီးကလား
အလွယ်လွယ်နေကြသလိုသဘောပေါက်ထားပါအတ္တဆိုရင်မြေမိုက်ခဲဆဲတဲ့တောင်းနေမြင်ပြီဒါမို့တတ်ကြဖြတ်ကြဟုတ်ပလားအဲ့တော့တယောက်နဲ့တော့ခင်ဗျားတို့ကအတင်းစည်းလေးမှမခံနိုင်အတင်းစည်းလေးမှစကားတင်းစည်းလေးမခံမျက်စောင်းထိုးလေးမှမခံနိုင်မင်းဘော်လေးမှမခံနိုင်ဟုတ်လားမာနလေးပြိုင်ပြီးကြလားတုတ်တန်တင်းညာအဲ့ပြိုင်ပြေးနေတယ်ခင်ဗျားတို့သေတွင်းတဲ့ပြေးဆင်းနေကြတဲ့ဒူးလိုက်တာသလုံးမိတ်ဒါပါဒါမို့ဘုရားကိုယ်တော်မြတ်သိသိခြင်းနဲ့ဒါတွေကိုချွေချင်းမြင့်မြင့်စစ်စစ်မှန်မှန်သိသိဖို့ကြီးတက်ပြီးတော့ညာတော်ရအောင်ကြိုးစားရရှာတာဒါတက်ပြီးတော့ညာတော်ဟောခေါ်ခဲ့ပြီလို့ဒါလင်းနောက်တကတန်ဃာတော်သူတော်မထေရီမထေရီအစဉ်ဆက်တန်ဃာတော်မထေရီအစဉ်ဆက်တေဖို့ရွတ်ဆောင်တော့ဘုရားဆုံးမတယ်မူရင်မြင့်မိမိတို့တဲ့တက်တော့ရောက်လာကြတယ်ရောက်လာကြနာကြကိုရကြတာသလုံးမိတ်ဒါပါဒါဖြင့်တို့ထေရဝါဒသာနာဆိုတာကသူတော်မထိတ်တယ်တာနာတော့မထိတ်တယ်အစင်ဆက်တေဖို့ချက်ဆောင်လို့ဖះဆုံးပါတယ်မူရမဲ့တဲ့မိမိတို့လည်းထက်တောင်ရောက်လာကြတာထောက်ထေရဝါဒသာနာလို့ခေါ်သည်ဒီလိုမိဒါပါဒါမတပ်ပြီးတော့ညာတော်ကြီးကဟောခဲ့ပြီလို့ဒါလင်းသူတို့အဖြစ်မှန်ကိုစစ်စစ်မှန်မှသိဝင်ရတာကိုတကယ်တမ်းကျတော့လူခန္ဓာကိုသေခွဲကြည့်လိုက်တော့ဟုတ်ပလားဘယ်တကူမှငါထင်စရာငါဆွဲစရာသူဆွဲစရာယောက်ျားဆွဲစရာမိန်းမဆွဲစရာမရှိဘူးလို့သဘောပေါက်ကြပါအတ္တဆွဲမြေမိုက်ခဲဆဲတဲ့တောင်းနေမြင့်ပြီနိုင်ချိမဝင်ဗမာမှုသောဖန်ကိုပြင်ရိပ်ရောင်းနေတဲ့စင်တူသုံးကိုရုပ်ပုံကိုအကုန်စေးစာကဲမခပဲလွယ်မှာအယူကိုရန်သူညူးစီမြတ်ကိုချောင်းချောင်းဝေသည်ချင်းသေးလာမိုင်လုံးထွက်၍ဘာနဲ့နိုင်ပြန်မလဲမနေ့ကမာနကြတော့ခွေးနဲ့နိုင်သည်ခုဒိဋ္ဌိကြတော့ချင်းသေးနဲ့နိုင်သည်ဒီတလိ္ဆာနေတဲ့နိုင်ခံရတာပါလားမှန်ပါဗျာတပုထုဇဉ်ဆိုတလိ္ဆာနေမှာနိုင်ခံရသည်ဒီလိုမိတ်ဒါပါဒါပဲဆိုတော့ပုထုဇဉ်ဘဝသာရလေဟုတ်ပလားခွေးနဲ့အနိုင်ခံခြင်းလို့ပုထုဇဉ်ဘဝသာယာနေရလေသလားချင်းသေးတလိ္ဆာနဲ့အနိုင်ခံခြင်းကြလို့ပုထုဇဉ်ဘဝသာယာနေရလေသလားဘယ်လိုဖြေရမလဲပုထုဇဉ်ဘဝသာယာနေမယ်ဆိုရင်ခန္ဓာကြီးကိုဆွဲလာနေတဲ့တရားမယ်ဆိုရင်ခွေးနဲ့အနိုင်ခံခြင်းလို့ချင်းသေးတလိ္ဆာနဲ့အနိုင်ခံခြင်းလို့နောက်ကရရာဂကြတော့တဏှပပိသကြတော့ဟောပုဖလာနဲ့နိုင်ခံခဲ့ရပြန်ပြီတလိ္ဆာနဲ့နိုင်တယ်နိုင်ခံရတာဟုတ်ပါလားဒါပြန်ခဲ့တိရစ္ဆာန်နဲ့နှိုက်ခါတာရှက်ကြပါတော့ကြောက်လန့်ကြသားမှာတော့ဒီလိုတဲ့ခင်ဗျားတို့အေးလူတက်သားသားလေးနဲ့ခင်ဗျားတို့ဟုတ်လားပေါ့ရောလေးနဲ့ပြုတ်ညိုင်းလေးနဲ့လှုပ်နေရမယ်ဆိုရင်ခွေးနဲ့နှိုက်ခါတာမဝါကြသေးလို့ချင်းတဲ့တိရစ္ဆာန်နဲ့နှိုက်ခါတာအာမရကြသေးလို့ပုပ္ပလံကိုတိရစ္ဆာန်နဲ့နှိုက်ခါညင်ကြသေးလို့ဒီလိုပုရုဇဉ်ကြီးကလုံးမြောက်မကြိုးစားရကြသေးတော့မဆိုနိုင်ဘူးလားဒါမှမဟုတ်ခင်ဗျာသူတော်ကောင်းတတ်တည်မွေးကြသားမှာခင်ဗျာကိလေသာတတ်ပြီးတော့ပေါ်လိုက်ကြတာကိလေသာတတ်ပြီးတော့ခင်ဗျားတို့ပြောင်းမြောက်လိုက်ကြတာတော့ခန္ဓာကြုံခန္ဓာရေကိလေသာကြုံခန္ဓာရေတာရေသမီးစီဘောရရေရောဆိုရေမျိုးရေမင်းဆိုရေအဲ့ဒါကိလေသာကြုံခန္ဓာရေတွေကိုရှာဖို့ကျွေးမှာပါကိုလည်းညို့လို့ဆင်းရင်အဲ့ဒါခန္ဓာကြုံခန္ဓာရေတွေခင်ဗျားတို့တတ်တည်မသေးပါဘူးကိလေသာကြုံခန္ဓာရေခန္ဓာကြုံခန္ဓာကြုံရေမှာတတ်တည်မသေးကြပါဘူးဘုန်းကြီးလည်းခင်ဗျားမနဲ့နဲ့တရားတော်တကားသူတော်ကောင်းကြီးမှာဇွဲမသိပါသေးနဲ့ဘုန်းကြီးလည်းတိုက်တွန်းလိုက်ရတာနော်ခင်ဗျားတို့လည်းသူကြုံခါတဲ့ကြီးမှာတွေးမသေးကြပါဘူးဟုတ်ပါလားသူတော်ကောင်းကြီးမှာကြတော့ဖြည်းဖြည်းဘောဘယ်တော့မှအပြတ်တက်လှုပ်လိုက်မှလို့ဘယ်ပြည့်ကြတယ်မှကအသက်ကုန်းဆော်လိုက်မှလို့ဒီလိုလေးလုံးထွားပြီကလားဒါမို့လူပြောမတန်လူသားမပြောတဲ့တန်တော်ဝိရိယထုတ်တဲ့ဘုရားအပြောမကြည့်ဘူးအပြောကြည့်တဲ့လူလည်းတကားတို့အပြောကြည့်တဲ့ထလားအပြောတန်တဲ့အလုတ်တန်တဲ့ထလားပြောတန်အပြောတန်တဲ့ရပါဟောအမလေးဒီကြမြတ်ကြိုးစားနေပါတယ်နော်ဘယ်လိုကြိုးစားလဲသွေးသေးလေးတွေသွေးသေးပြပြီးကြိုးစားနေသလားဒီလိုသဘောပေါက်ထားပါဒါမှခဲတို့တဏပပိဇာတို့ကပုဖလန်တလိ္ဆာနဲ့အနိုင်ခံရသည်မနေ့ကမာနပပိဇာခွေးမိုက်နဲ့ခွေးမှာခဲတော့ယူခွေးမုံတော့မစီချင်းကြီးအိုးယူဟုတ်လားရတာနဲ့မှန်တိုက်တဲ့ခွေးတလိ္ဆာနဲ့အနိုင်ခံရသည်ဒီနေ့ဒိဋ္ဌိပပိဇာကြတော့ချင်းသေးတလိ္ဆာနဲ့အနိုင်ခံရသည်ဘယ်တလိ္ဆာနဲ့အနိုင်ခံရတာခင်ဗျားတို့အရာသာတွေ့နေကြသေးတယ်မတွေ့ဘာဖြစ်လို့သူတော်ကောင်းကြီးပါသွေးနေကြတယ်လဲဘာဖြစ်လို့ဇွဲသိနေကြတယ်လဲမကြိုးစားပါနဲ့ကဲဘယ်နဲ့ပေါ့ကြိုးစားမှာလဲဘယ်နှလားနဲ့ပေါ့ကြိုးစားမှာလဲဒိတ်တောင်းမှာနော်
ဝါတတဖြစ်လို့မရဘူးနော်ဝါတတဖြစ်ဝတ်သွားမနော်ဘယ်နှလားနဲ့ရောက်ကြိုးစားမယ်ဘယ်နဲ့ပေါက်ကြိုးစားမယ်ဟောမလုပ်တော့ဘူးနော်တော့ဖះလက်တကမထေရီကဖះကိုရမြတ်ရက်တဲ့ခန္ဓာကိုဖြောင်းတော့ထားပြီးတင်မလင်းကိုထိုင်ပြီးတော့မှကြာကြာနာဣရိယာပုမြတ်တောင်ထိုင်ပြီးတော့မှရဟန္တာမဖြစ်တဲ့ဒီဣရိယာပုမဖြစ်တော့အောင်ဆိုထိုင်တာခင်ဗျားတဲ့တောတပမတိကဒီတပမမစင်းတော့လို့ထိုင်ကြဘုရားထိုင်ပူကြပါသလားတရားလည်းအချိန်ကလည်းသိခဲ့လိုက်တာဘုန်းကြီးလည်းမိတ်နာနေတော့နိုင်ညမကြည့်မိဘူးလားဟုတ်လေဘုန်းကြီးနိုင်ကြည့်ပြီးတော့မှခင်ဗျားတို့ပြော့ပေးနေတာဟုတ်ပလားဒုက္ခသစ္စာခန္ဓာကိုယ်ဒီကိုယ်ရထကြမှာတော့ခန္ဓာတော့ခန္ဓာပြောဒုက္ခသစ္စာဒါဆိုတရားပြီးတော့မှာခင်ဗျားတို့သဘောကိုကြားလို့မလားဟုတ်လေအဲ့ဒါပြီးတော့ဘုရားကတမီတော့ကျိုးသားလိုက်ကြအောင်မအဲ့တော့မှာတမီလေးကြတော့တခါလဲဓာတ်ပုံရိုက်ယူထားဖို့ကြည်ကြိုကောင်းလိုက်တာနော်မလေးအဲ့ပြီးကနေ10မိနစ်မတိုင်ခင်အဲ့ဒါကြတော့ခင်ဗျားတို့မလေးကြည့်ရတာစိတ်မချမ်းသာဘူးယောဂီပလိလောရတဲ့ဒုက္ခမသက်သာဘူးဒါပေမဲ့ဒီပဇက်ကချီးကျူးကျင်လိုက်တာလေရှိရဘယ်ယောဂီတက္ကမချီးကျူးလိုက်မလဲဘယ်ယောဂီတက္ကချီးကျူးလိုက်မလဲဟုတ်လေချီးကျူးလို့ဘုရားကဖုံးညက်တဲ့ပဇက်ကိုတပြင်းပြင်းနဲ့ဖြစ်နေတာတွရွနဲ့ဖြစ်တာဟုတ်ပလားတက္ကမတွေလှမ်းကြည့်ရတဲ့သိပြက်စရာတက္ကတွေလှမ်းကြည့်ရတဲ့အားမရစရာဘုန်းကြီးခင်ဗျားတို့ကဟောအားပြောအားလေးရှိအောင်များကြိုးစားပြကြပါအောင်ဒါလိုအောင်မိထားကြပါဘယ်ရောက်သွားပါလဲချင်းသေးတဲ့နိုင်တာနော်အဲ့တော့ချင်းသေးဟာခင်ဗျားတို့ဟိုအိမွန်တာတော့မှနေတဲ့ချင်းသေးဟာဟိုတတော်မှဆိုတကောင်မဲ့နေတဲ့အမျိုးကိုနှစ်ကောင်မဲ့နေတဲ့အမျိုးကိုတကူမှတကောင်မဲ့အောင်းတဲ့မျိုးနှစ်ကောင်မအောင်းတဲ့မျိုးကိုဟိုမှာဖန်ကူးတဲ့တွေ့ရောသူ့အရေးကသွားထင်တော့ဟာငါရန်သူပါလားဆိုတော့မှမစင်မသက်မစင်မရှိမတွေးမတော့အဲ့တော့မတွေးမတော့ပါဘဲနဲ့တခါတည်းအားနဲ့မှနဲ့တားခုံတော့အုပ်လိုက်တော့ရင်ပန်းနဲ့ဖန်ကူးနဲ့ဆောက်မလို့သေးတာဗောတဲ့လူတွေဒါပေမဲ့ဒီချင်းသေးစီရန်သူအစ်စ်ကိုမြင်လို့သူပျက်စီးရသလားရန်သူအရေးကိုရန်သူအထင်မှားလို့သူပျက်စီးဖို့ကြုံရလေသလားခင်ဗျားကျိုးတဲ့ခန္ဓာရဲ့အရေးကြီးအရေးတပွဲခန္ဓာဘယ်တကူမှမခိုင်မြဲတဲ့ခန္ဓာတော့ရေမြုပ်ဗမာယူပဲခန္ဓာရေဘဗမာဝေဒနာခန္ဓာတန်လျက်ဗမာသင်ညာခန္ဓာငပြောတို့ဗမာသင်္ခါရခန္ဓာမြဲတဲ့ဗမာဝိညာဉ်ခန္ဓာသက်သက်မဲ့လှည့်စားနေတဲ့ခန္ဓာအရေးရောင်တပွဲပါပဲအထည်မရှိပါဘူးဒီအရေးကိုခင်ဗျားအထည်ထင်းနေကြလို့အကောင်ထင်းနေကြလို့ဘာသိပေါက်လို့အကောင်ထင်းနေချင်းသိပေါက်လို့ချင်းသိပေါက်လို့အကောင်ထင်းနေဒီလိုမိထားပါဒါမဲ့နိုင်ရှိပုံရဗမာမူသောဖန်ကူပင်ရရောင်းထင်းနေအစဉ်တူသောကိုယ်ရုပ်ပုံကိုအကုန်စေးတာကဲမခပဲလွယ်မှာအယူကိုရန်သူညူးစီမြန်းကိုချောင်းချောင်းဝေသည်ချင်းသေးလာမိုက်လုံးထွား၍ဓာတနမိတ်တာဏရိတ်ကိုဒိဋ္ဌိသရိုက်အမောင်းတိုက်၍အမိုက်ထူပြောအကာတော်ဝဲအကာတော်ကြီးနော်မှန်ပါဗျာယုံနာခန္ဓာမှအကာအတိတွေပဲဒါလို့မဟာပုထုဇဉ်ခန္ဓာမှအကာအတိပဲအပုံနဲ့အသွုံနဲ့အဖြုတ်နဲ့ဖြစ်နေပဲအနစ်မရှိတဲ့ခန္ဓာမှများကိုပုထုဇဉ်တို့ခေါ်သည်လေးပုံတစ်ပုံလောက်အနစ်တည်သွားတဲ့ခန္ဓာသောတာပန်လို့ခေါ်သည်လေးပုံနှစ်ပုံလောက်အနစ်တည်သွားတဲ့ခန္ဓာသဂရကံလို့ခေါ်သည်လေးပုံသုံးပုံလောက်အနစ်တည်သွားတဲ့ပုဂ္ဂိုလ်အနာဂံအရိယာလို့ခေါ်သည်လေးပုံလောက်အကုန်လုံးအနစ်တုံးဖြစ်သွားတဲ့ယဟန္တာလို့ခေါ်သည်တဲ့ခဲအနစ်မရှိတဲ့ဘဝအသုံးဘဝအဖြုံးဖြစ်ဘဝအဆံမထဲသေးတဲ့ဘဝတဲ့သူတော်ကောင်းတဲ့သူတော်ကောင်းအဆံထဲနေပေးနေတာဟုတ်ပါလားဒါမှခါတို့အစံထဲတဲ့သဘနှံကြတော့ငှားရလို့နော်အစံမထဲတဲ့သဘအဖြစ်မော်ကြတော့ထောင်တက်နေတာပဲဒါမှခါဟိုနေလှောဒီနေလှောဘာလို့နေကြသလဲအစံထဲပြန်နေကြလားအစံထဲပြန်နေကြသလားဟိုနေလှောဒီနေလှောဟိုနေတက်တဲ့ဒီနေတက်တဲ့ဘာလို့နေကြသလဲအစံထဲပြီးတော့ခါတို့ဟုတ်ပလားအိမ်နေရပြနေကြသလားခင်ဗျားတို့အစံမရှိတဲ့အဖြစ်အမော်တွေဒီလိုမိထားပါအကယ်တည်းကရေရောမြောက်ကိုအတ္တဆွဲမြဲမြဲမကယ်တဲ့တောင်နဲ့မြင်ပြီး
နိုင်ချင်းဘုံပမာမှုသောဖောင်းမှုပြည့်ရောင်းနေအစဉ်တူဆုံးကိုယ်ရုပ်ဘုံကိုအကုန်စိတ်သာကဲမက်ကပဲလွယ်မှာအယူကိုရန်သူညူးစုမြန်ကိုချောင်းချောင်းဝေသည်ချင်းသေးလားမိုင်လုံးထား၍ဓာတ်နမိတ်တာနာရိတ်ကိုဒိဋ္ဌိတရအမောက်တိုက်၍ဒီခန္ဓာ၅ပါးယူငါသူတို့ကယောက်ျားမင်းများပုဂ္ဂိုလ်တ attva လို့အထင်မှာတော့ဗာဒိဋ္ဌိတက္ကဒိဋ္ဌိမြဲနေတာဘာဖြစ်လို့ယူမှာတော့ဗာဒိဋ္ဌိသိမြင်ကြီးရှင်ရွှေတိပေါ်ဟောဆိုတော့ဗာဒိဋ္ဌိဒိဋ္ဌိတရအမောက်တိုက်၍ဒိဋ္ဌိတရအမောက်တိုက်အမိုက်သူပြောအကာတော်ဝဲဟုတ်လားမရှိတာလဲခင်ဗျားတို့ကရှိတယ်လို့အထင်မှားကြသေးအကာခံလိုက်ရအနှစ်တဲတဲထင်းပြီးကြလားလားတန်တရာတော်မှမျောနေကြသေးတလူတွေအနှစ်မဲ့သောအကာတော်ကပြားမောက်ကျသုံးမဲ့တွေခုနေတယ်နဲ့ဟိုဒီင်းဟိုဒီဇိုင်းတွင်ဟိုဒီဇိုင်းဆိုတာခင်ဗျားတို့ဟုတ်လားမွေးပြီးတော့အိုးပြီးတော့နားပြီးတော့သေးအသေးပြီးတော့မွေးပြန်ရောအိုးပြန်ရောနားပြန်သေးပြန်ရောမွေးပြန်ရောအိုးပြန်ရောနားပြန်သေးပြန်ရောဟုတ်လားခင်ဗျားတို့ဒုက္ခဆက်ဝဲကြီးဒုက္ခဆက်ဝဲကြီးဒီဝဲတယ်မှာဘာကြီးအိုဘေးကြီးနာဘေးကြီးသေဘေးကြီးတောကရဲစုပ်ရတဲ့တောကဘေးတွေမြေပေါက်ကျင်းရပฏิဒေဝဘေးတွေကိုဆင်းရဲတဲ့ဒုက္ခဘေးတွေစိတ်ဆင်းရဲတဲ့ဒေါမနတာဘေးတွေခြေထူးချောင်းကုန်မြေတို့ဥပါယတာဘေးတွေခြေသူနဲ့ကွဲရတဲ့ဘေးတွေမုံသူနဲ့တွဲရတဲ့ဘေးတွေတောက်တတဲ့မပြည့်စုံတဲ့ဘေးတွေနဲတဲ့ဘေးတွေမဟုတ်ဘူးဒီလိုမိတ်ဒါပါဒါပေမဲ့အနှစ်မရှိတဲ့နေရာမှာဘေးမြုပ်ဆုံးရှိသည်အနှစ်မရှိတဲ့နေရာမှာဘေးမြုပ်ဆုံးရှိသည်အနှစ်တိဖြစ်တဲ့နေဘာမှာဘယ်မြေဘယ်ဘေးဘေးရဘယ်ရမှာမကြီးတလူတွေဓမ္မခင်ဗျားတို့အဘယဘေးမရှိတဲ့နေရာနေပါလို့ခေါ်သည်ဒီကတော့ဘယတော့ဘေးတကရန္တာပြည်သူနေကိုတန်တရာလို့ခေါ်သည်ခန္ဓာလို့ခေါ်သည်ဒီလိုမိတ်ထားပါဓမ္မခင်ဗျားတို့ဥပိ္ပရှိတာတန်တရာလို့ခေါ်သည်မိုးတဲ့နေရာကိုနေပါလို့ခေါ်သည်နာပွဲပြုဆိုနှိမ့်တဲ့နေရာကိုရက်တဲ့နေရာကိုတန်တရာလို့ခေါ်သည်ဘယ်နာဘေးမှမရှိတဲ့နေရာကိုနေပါလို့ခေါ်သည်အသေးတတ်ပြည်နေအသေးနယ်ပဲကိုနေပါအဲ့တန်တရာလို့ခေါ်သည်မသိတဲ့သဘောတွေပြည်နေနေပါမသိတဲ့သဘောတွေပြည်နေတာကိုမသိရမှပြည်နေပါလို့ခေါ်သည်ဒါလုံးမိတ်တာပါဒါပေမဲ့အဆိုးရိုးတွေကခင်ဗျားတို့ဖက်မြောက်တယ်လို့အာထုဝမအကောင်းတို့နိဗ္ဗာန်ရောက်ကြဗိမာပေါ့တဲ့အကောင်းဆုံးနိဗ္ဗာန်နဲ့ရောက်ချင်းညာသေးတယ်အဆိုးတွေမှလည်းတွေ့တတ်ကြမှာမထွက်ချင်မှာပဲတဲ့ဖက်တွယ်နေကြအောင်မယ်ဘယ်တော့ခါလာကိုလိုကြီးနဲ့ပန်းနိုင်တဲ့နေသားကြတော့မတယ်လေသဘောကပေါက်ကြပါလားဒီလိုမိတ်ဒါပါချင်းသေးလားမိုင်လုံးတွေဓာတ်နမိတ်တဏ္ဍာရေကိုဒိဋ္ဌိတရအမောက်တိုက်၍အမိုက်သူပြောအကားတော့ဝက်ပြာမောကျုပ်ရဲ့သုံးမတွေ့ပဲခုနေတဲ့တည်းဟိုဒီဇိုင်းတွင်ဖြိုင်ထားတဲ့ငါကြိုးဆွဲ၍မြုံမြတ်မြုပ်ကမျောကြရှာသည်ငါဒိဋ္ဌိဆွဲလို့ကိုဒီလို့ပါမှာခင်ဗျဒိဋ္ဌိပါပြင်လာတဲ့ချုံကြီးတဲ့သူတော်ကောင်းတရားမှာအပလို့ဒီပါမူကဒိဋ္ဌိကလည်းဟုတ်လားထောင်းနဲ့ခင်ဗျတို့ဟောအပေကောင်ဖြစ်အောင်ရွက်ဆောင်နေပြီတော်ပြီဒါပါဒါပေမဲ့အပေလေးပါမလားငဲတဲ့သူတော်တို့လွတ်တဲ့အမျိုးမဟုတ်လွတ်ကြောင်းတဲ့အထုပါမှာဒိဋ္ဌိပါပြင်လာချုပ်ပြီးကလာအပေလေးဘုံညာကွဲပြောက်ကြမှာတဘောကပေါက်ကြပါလားဘုရားကိုရမကြီးအယူကိုမယူရမလားယူရမလားဘုရားကိုရမကြီးလည်းဒီခန္ဓာဘောဘုရားလို့ထိုင်ဖို့ဆိုတာဒီခဲကျတို့လက်ခန္ဓာဘယ်နှပါရှိဒီခန္ဓာဘောထုံးလို့ထိုင်ဖို့ဆိုတာဒီခန္ဓာဘောမောင်တုံးလို့ထိုင်ဖို့ဆိုတာလားဟုတ်လားဒီခန္ဓာဘောယောဂီလို့ထိုင်ဖို့ဆွဲပေးတာလားဘယ်လိုမိဒါပါဒါပေမဲ့ခဲတို့ခန္ဓာ၅ပါးဒီဖြစ်ပြတာရှိလို့ယူလက်ယူသည်ဘုရားယူကိုယ်တို့လည်းခန္ဓာ၅ပါးဒီကြိုက်တဲ့ခန္ဓာယူဖြစ်ပြတွေ့ရင်ဒါဘုရားယူအစ်စ်ဖြစ်ပြီးဒီလိုနားတယ်ပါဒါပေမဲ့ခန္ဓာသောခန္ဓာပြောနေဖြစ်ပြဘုရားအယူအမဲ့ရှုတဲ့ဉာဏ်ကမဲ့ဟောတဏမာနဒိဋ္ဌိဥပါဒံယုတ်သိနေတာကသမှုတ္တသစ္စာသိမနေဘူးလားသိနေပါဗျာသမှုတ္တသစ္စာသိနေမှာတော့ကတော့အပေလေးပုံကြီးနောက်တော့ရသေးရှိပါမလားရှိပါဘူးအပေလေးပုံဒုက္ခသစ္စာကြီးချုပ်မနေဘူးလားချုပ်ပါဗျာဒီလိုမျိုးဒါပါဒါပေမဲ့သမှုတ္တသိနေတာလဲမဲ့ခင်ဒုက္ခကိုငြိမ့်သွားတယ်လဲမဲ့ခင်တနည်းသမှုတ္တကိုငြိမ့်နေတာလဲမဲ့ခင်ဒုက္ခကိုနေပိသိမ့်တော်တာလဲမဲ့ခင်တစ်ချက်ကိုတော့လေးချက်ပြတဲ့တရားဒုက္ခကိုပိုင်းခြားတာလဲမဲ့ခင်သူကိုယ်တိုင်နဲ့ပွားများခြင်းကိစ္စလည်းရှိတာလည်းမဲ့ခင်သမှုတ္တကိုပယ်တတ်တယ်လည်းမဲ့ခင်နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လည်းမဲ့ခင်တစ်ချက်ကိုတော့လေးချက်ပြတဲ့အလုံးဘယ်တွေကြောင့်အမရုဏရှိရမလဲလဲမှန်ပါဗျာဒါပေမဲ့ခန္ဓာသောခန္ဓာပြောနေဖြစ်ပြရှုတဲ့ဉာဏ်ကမဲ့ဖြစ်ပြကဘာသစ္စာဒုက္ခသစ္စာပါဗျာရှုတဲ့ဉာဏ်ကဘာသစ္စာတဏှာကျုပ်မာနကျုပ်ဒိဋ္ဌိပြုတ်သိနေတာကဘာသစ္စာနောက်ခန္ဓာမလားဘာကဘာသစ္စာသစ္စာလေးပါးတရားလို့ခေါ်စီညာနေပိုင်းတရားတော်ကြပါအောင်သူ